ဒီကနေ့သာသနာတော်နှစ်2562ခုကောဇာတက္ကီ1389ခုတော်သလင်းလာပြီကျော်12ရက်19ရက်6လ2019ခုတနင်္ဂနွေနေ့ညနေခင်းခါကာလမှာစင်ကာပူနိုင်ငံမိုးဘဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြည်ပအဖွဲ့ခွဲတစ္ဆာပါရမီဓမ္မရေးတာမှာကြီးမှုပြီးတော့ဆင်ကျင်းပကြတဲ့360ကြိမ်မြောက်တနေ့တာဝိပဿနာလုပ်ပေးတရားစခန်းဝါရင်ကာလ2ရက်တာဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်မှာဒီကနေ့ဒုတိယနေ့ညချမ်းကာလညနေခင်းကာလတရားဒေသနာများကိုနာယူကြည်ညိုကြဖို့အချိန်ရောက်လာတဲ့အခါမှာပေတပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ပါတရားဟောခြင်းတော်ဆိုလို့ရှိရင်မေဇိမနိကေဥပရိပန္နာတပါဠိတော်မှာလာရှိတဲ့အရဏဝိပင်ကသုတ်တံဆိုတာလေးကိုပြောပြပါမယ်အရဏဝိပင်ကအရဏဆိုတာမြူအညစ်အကြေးအရဏဆိုတာမြူအညစ်အကြေးကင်းပြီးတော့နေနိုင်ကြောင်းတရားတွေကိုမြတ်စွာဘုရားခွဲခြမ်းဝေဖန်ပြီးတော့ဟောခဲ့တာဒီသုတ်တံကဘဝနေနီးလို့လည်းပဲဆိုနိုင်ပါတယ်ဘဝတစ်လျှောက်လုံးမှာအပြည့်ကင်းကင်းတန်တန်ရှင်းရှင်းမြင့်မြင့်မြတ်မြတ်နေသွားခြင်းတယ်ဆိုလို့ရှိရင်နေသွားနိုင်ဖို့အတွက်အကောင်းဆုံးလမ်းညွှန်ချက်တွေလို့ဆိုနိုင်ပါတယ်ဘုရင်တို့အလွန်ကြိုက်တဲ့တရားဒေသနာတွေတဲကတပုတ်ပေါ့နော်တရားတွေကတော့အလုံးကြိုက်တာရှိပါပဲသို့တော်လည်းပဲအဲ့ဒီကြိုက်တာတွေတဲကမှထူးပြီးတော့စိတ်ထဲမှာပို့ပြီးတော့အလေးနဲ့ထားရတဲ့တရားဒေသနာတွေရှိတယ်ဒါကတော့တရားတွေရဲ့အည်အသွေးကတော့ဘာမှမထူးပါဘူးအကုန်လုံးမြင့်မြတ်တာကြီးပဲသို့တော်လည်းပဲကိုယ့်အကြိုက်ကိုယ့်စရိုက်ဆိုတာလည်းရှိသေးတာနော်ဒီအရဏဝိပင်ကသုတ်တံဆိုတာကကိလေသာကင်းပြီးတော့ချမ်းချမ်းသာသာနေနိုင်ဖို့အတွက်မြတ်စွာဘုရားသင်ကြားပေးခဲ့တာစိတ်ဝင်စားစရာကောင်းတာကနေနီး6မျိုးဟောထားတဲ့ဒီသုတ်တံထဲမှာစကားပြောတာနဲ့ပတ်သက်ပြီးတော့4မျိုးပါနေတာကိုတွေ့ရတယ်စကားမပြောတဲ့လို့ဆင်းရဲရတာတွေပူလောင်ရတာတွေအများကြီးရှိတယ်စကားမြန်ဦးသိန်းရဲ့3နှစ်သမီး4နှစ်သမီး3နှစ်သား4နှစ်သားတွေကစပြောတတ်တာပါလို့မထင်နဲ့နော်ကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူဆင်းရဲသွားတယ်ပူလောင်သွားတယ်ပြောလိုက်တဲ့ကာယကံရှင်မိမိကိုယ်၌လည်းပဲဆင်းရဲရတယ်ပူလောင်ရတယ်ဆိုရင်ဒါစကားကိုကောင်းကောင်းမပြောတဲ့လို့ပေါ့ဟုတ်တယ်မဟုတ်လားစကားသာတကယ်ပြောတတ်မယ်ဆိုလို့ရှိရင်ကိုယ်စကားကြောင့်သူများဆင်းရဲစရာလည်းမရှိဘူးကိုယ်လည်းပဲဆင်းရဲစရာမရှိဘူးကိလေသာမျိုးကင်းပြီးတော့နေနိုင်ဖို့အတွက်မြတ်စွာဘုရားသင်ပေးတဲ့ဒီနီလန်း6ရက်နီလန်း6မျိုးတွေ့ရတယ်အဲ့ဒီနီလန်း6ပါးထဲမှာတော့စကားပြောဆိုခြင်းနဲ့ပတ်သက်ပြီးတော့နေထိုင်ကျင့်သုံးရမယ့်နီလန်းက4မျိုးတောင်ပါနေတယ်ဟုတ်လားအဲ့ဒီတဲက1မျိုးဆိုလို့ရှိရင်တော်တော်လေးကိုအရှင်တန်းမြင့်မာတယ်ဟောစကားပြောတတ်ဖို့မလွယ်လိုက်တာလို့ဆိုတာလေးကိုသဘောပေါက်ရတယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဒီသုတ်တံကလည်းပဲပဲနေနေတချို့အကြောင်းအရာလေးတွေကအသေးတစိတ်နော်စိတ်ရှိလက်ရှိကိုအကျမ်းဝေဖန်ပြီးတော့ပြောပြမှတချို့ပိုင်းလေးတွေကနားလည်စရာရှိတယ်စစရင်တုန်းကတချို့ပိုင်းလေးတွေကိုဦးဇင်းတို့လည်းပဲကောင်းကောင်းနားမလဲဘူးတိုင်းဝါတာတာနဲ့သွားနေတာပေါ့နော်နောက်တေးသေးချာချာဒီသုတ်တံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့အထူးသဖြင့်မင်းကွန်းဆိုတော်ဘုရားကြီးဟောထားတာကိုဦးဇင်းကတေးသေးချာချာလေ့လာကြည့်တယ်ပေါ့ပြီးတော့ဒီသုတ်တံကိုဖွင့်ဆိုတဲ့နောက်ကျမ်းစာတွေနေသေးရပေးတဲ့ဆရာတော်ကဘယ်လိုပေးတော့မြန်မာပြန်ထားတာကဘယ်လိုပါလားပြန်ထားတော့ဒီပါဠိတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်လေးကိုတခါတလေအဘိဓမ္မာကိုလှမ်းပြီးတော့ကြည့်ပြီးတော့စဉ်းစားတာလည်းရှိတယ်အဲ့တော့ကိုယ်ကောင်းထဲမှာအခုချိန်ထိဒီသုတ်တံနဲ့ပတ်သက်ပြီးတော့နားလည်ထားတာလေးတွေကိုဒါပြောပြမယ်ပေါ့နော်နောက်ထပ်ဆက်ပြီးတော့လည်းပဲဒီသုတ်တံနဲ့ပတ်သက်ပြီးတော့နားလည်စရာကတော့ရှိနေသေးတာပဲအဲ့ဒါကိုလည်းသဘောပေါက်ထားတယ်နောက်ထပ်ငါနားလည်စရာရှိသေးတယ်ဆိုကိုပေါ့နော်အဲ့ဒါကိုကြည်ခြင်းအဖြစ်အခုပြီးဝါနားမလည်သေးဘူးလို့ပြောရအောင်မရဘူးလားဟုတ်တယ်နော်ဟုတ်တယ်ပြီးဝါနားမလည်ဘူးဒါနားလည်တဲ့လောက်ကလေးကိုပဲဦးဇင်းတို့ပြောပြရမှာဟုတ်လားအဲ့ဒါကိုမင်းကွန်းဆိုတော်ဘုရားကြီးက
အလွန်ချစ်လက်သိတဲ့စကလုံးလေးတွေသုံးပြီးတော့ဆောင်းပုတ်ကလေးစီပေးတယ်ခက်ခဲနေတဲ့ဒီတရားဒေသနာကိုလွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းတာမန်ပုဂ္ဂိုလ်တွေရဲ့ခေါင်းထဲကိုရောက်နိုင်အောင်ရှတော်ကြီးရဲ့ကြိုးစားအထောက်မှုပေါ့နော်။ဘာပြောထားတော့နံပါတ်1ကိလေသာမျိုးကင်းစွာနေရမယ်နီလန်းပေါ့။အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမစ္စည်းမနော်။ယုံညံ့တဲ့လမ်းနှစ်မျိုးကိုမလိုက်စားပဲနဲ့မြင့်မြတ်တဲ့အလေလက်လမ်းစဉ်ကိုလိုက်ရမယ်တဲ့။ပြီးတော့အခြေတဝန်ပြောမှာနော်။အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမစ္စည်းမမမြောက်မစားမနှိမ်ညာတရားဟောဖို့ပြနော်နံပါတ်2အရဏဝိပင်ကတစ်ဖက်သားကိုစကားပြောလို့ရှိရင်မြောက်မပြောရဘူးတဲ့နှိမ့်ချပြီးတော့လည်းမပြောရဘူးတရားစကားကိုသာလေမျှမျှတတပြောတတ်ရတဘာဝကြကြပြောတတ်ရမယ်အဲ့ဒီအချက်ကတော်တော်ကိုရှင်းပေးရမယ်အချက်ပဲဒီနံပါတ်2အရဏဝိပင်ကတရားမမြောက်မစားမနှိမ်ညာတရားဟောဖို့ပြနံပါတ်3ကဘာပြောတော့ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒလောကမှာချမ်းသာဒုက္ခဆိုတာအကျဉ်းမြင့်2မျိုးရှိတယ်တဲ့ဗဟိတဒုက္ခရဲ့အစ္ဆဒဒုက္ခရဲ့အယောင်တွေအတန်တွေအနတ်တွေအရသာတွေအတွေ့အထိတွေဒါတွေကိုမြင်ပြီးတော့ကြားပြီးတော့နမ်းရှူပြီးတော့စားတော့ပြီးတော့တွေ့ထိပြီးတော့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ချမ်းသာမှုနှစ်သက်မှုဝမ်းမြောက်မှုဆိုတာကိုဒါဗဟိတဒုက္ခလို့ခေါ်တယ်ကာမဒုက္ခလို့လည်းခေါ်တယ်ကိုယ့်ရဲ့ဒီအတွင်းထဲမှာသိပြီးတော့မြင်ပြီးတော့နားလည်ပြီးတော့ငြိမ်းအေးတဲ့ဒုက္ခဆိုတာလည်းရှိသေးတယ်တရားကြောင့်ဖြစ်တဲ့ချမ်းသာပေါ့နော်အဲ့ဒါကိုအစ္ဆဒဒုက္ခလို့သုံးတယ်အဲ့ဒါကိုယ့်ရဲ့ဘဝမှာငါဟာပဲချမ်းသာကိုတန်ဖိုးရှိတယ်လို့နားလည်ထားလေဘယ်ချမ်းသာကိုငါဟာရအောင်ရှာမှလဲဆိုတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ရှိပြီးသားဖြစ်ရဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒဉာဏ်နဲ့ပိုင်းခြားပြီးတော့နားလည်ပြီးသားဖြစ်ရဘယ်ချမ်းသာတဲ့ဘယ်ချမ်းသာကကောင်းတယ်ဗဟိတချမ်းသာတဲ့အစ္ဆဒဒုက္ခအများကြီးတာတာပဲလေအဲ့ဒါကိုနားလည်ပြီးတော့ငါအစ္ဆဒဒုက္ခကိုရအောင်ရှာမယ်ဒါငါရဲ့ရည်ရွယ်ချက်ပဲငါရဲ့ပန်းတိုင်ပဲဒါငါရဲ့ဆုံးဖြတ်ချက်ပဲလို့အဲ့ဒါလို့ဒုက္ခဝိနိစ္စယချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ရှိရမယ်လေးနဲ့တယ်နော်ဟုတ်လားအဲ့ဒီဆုံးဖြတ်ချက်ကိုနားလည်ပြီးတော့အစ္ဆဒဒုက္ခကိုရအောင်ကြိုးစားရမယ်ပွားများရမယ်တဲ့ဒါကဦးဇင်းတို့တတိယမြောက်ချမ်းသာစွာနေနိုင်ကြောင်းကိလေသာမျိုးကင်းပြီးတော့နေနိုင်ကြောင်းနိလန်းကောင်းနောက်နံပါတ်4ကဘာပြောတော့မျက်မှောက်မျက်ွယ်ဤနှစ်သွဲစုပွဲတိတတ်လှနော်ဝဲရမှာသူများမကောင်းကြောင်မပြောရဟုတ်လားရှစ်တဲ့မှာလည်းပဲသူများနာသွားမယ်ထိခိုက်စေတဲ့ကိလေသာနဲ့ရောပြွန်းတဲ့စကားမျိုးကိုမပြောရဘူးမျက်မှောက်မျက်ွယ်ဤနှစ်သွဲစုပွဲတိတတ်လှဒါက၄ခုမြောက်အရဏဝိပင်ကတရားဟုတ်နော်နောက်၅ခုမြောက်ကဘာပြောတော့မလျင်မစောစကားပြောချောမောမွေးသိမ့်စွာစကားပြောရင်သိမ့်မမြန်ရဘူးတဲ့အဲ့ဒါတော့ဦးဇင်းတို့လိုက်နာဖို့သိမ့်မလွယ်ဘူးနော်အကျင့်ကပါနေတော့နည်းနည်းမြန်နေတယ်အဲ့စကားပြောမြန်လို့ရှိရင်ဘလို့အပြည့်အနာစာရှိတယ်ဆိုတာလည်းမြတ်စွာဘုရားဟောထားတယ်ဒီထဲမှာဟုတ်လားနောက်6ခုမြောက်အရဏဝိပင်ကတရားကဘာလဲဆိုတော့အရက်စကားမလွန်ညာနော်အရက်စကားမလွန်ညာ6ပါးအရဏသူ့ရဲ့သူဒေတာပြောဆိုသုံးလုံးတဲ့စကားတွေကိုလွန်ပြီးတော့မပြောရဘူး။နော်ဗန်းစကားလိုဟာမျိုးတွေစွတ်သွမြင့်မြင့်မပြောရဘူး။နော်ဒီရက်ဒေတာကဒါကိုဒါလို့ပြောတယ်ဆိုရင်ကိုလည်းဒါလို့ပြောလိုက်ပေါ့အဓိကကဒါကိုသိသိချင်တာပဲလေ။အဲ့ဒါကိုဒီပစ္စည်းကိုတို့ရက်ဒေတာမှာဒီလိုခေါ်တယ်။အမင်းတို့ရက်ဒေတာဒီလိုခေါ်တာလားအဲ့ဒါကိုညင်းခုန်နေမယ်ဆိုလို့ရှိရင်ကိလေသာမျိုးတွေအများကြီးထလာနိုင်တယ်။ဒါကြောင့်ကိလေသာမျိုးကင်းပြီးတော့နေခြင်းတယ်ဆိုလို့ရှိရင်သူဒေတာသူ့ရဲ့စကားကိုလိုက်လျောညီတွေပြောဆိုသုံးလုံးနိုင်ဖို့လိုတယ်ဟုတ်လားစကားပြောခြင်းနဲ့ပတ်သက်ပြီးတော့၄မျိုးတွေ့ရရင်နော်6ပါးထဲမှာအဲ့တော့ဦးဇင်းတို့နံပါတ်1ကစပြီးတော့ပြောရအောင်နော်အယုတ်2ပါးမလိုက်စားလမ်းသွားမစ္စည်းမဒါကပိဋကပေါင်းသူတော်ကောင်းတို့ရဲ့ခေါင်းထဲမှာနားလည်ထားပြီးသားအရဏဝိပင်ကတရားပါဓမ္မစကြာတရားတော်မှာမြတ်စွာဘုရားကကာမတုခံလိကနုယောဂအတ္တကိမထာနုယောဂဆိုပြီးတော့နော်အယုတ်တရား2ပါးကိုစပြီးတော့ရှောင်ဖို့မဟုတ်လားဟုတ်တယ်နော်ကာမတုခကိုရှာဖွေတဲ့လမ်းစဉ်နော်ဒါဟာအယုတ်တရားဖြစ်တယ်ကိုညှင်းဆဲခြင်းဖြင့်မြင့်မြတ်မှုကိုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တချို့ကိုညှင်းဆဲပြီးတော့ကျင့်ကြတာရှိတယ်ဒါလည်းပဲပါလေရှုပ်တဲ့လမ်းစဉ်အဲ့ဒါကိုမလိုက်စားပဲနဲ့မစ္စည်းမပရိပဒါလို့ခေါ်တဲ့
ငြိမ်းအေးစေတတ်တဲ့အတိရူးဉာဏ်တို့ကိုရစေတတ်တဲ့ချမ်းသာဒုက္ခကိုမုတ်ချဖြစ်စေတတ်တဲ့မဂ္ဂင်၈ပါးလို့ဆိုတဲ့အကျင့်မြတ်လမ်းစဉ်ကိုလိုက်နာရမယ်ကျင့်သုံးရမယ်ဒါကိုအယုတ်နှစ်ပါးမလိုက်စားလမ်းသွားမိစေမှာဘဝမှာငြိမ်းငြိမ်းချမ်းချမ်းကိလေသာမျိုးကင်းပြီးတော့နေခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီအချက်ကိုကိုယ်ကလိုက်နာရမယ်ဟောဒီနေ့မှာမြတ်စွာဘုရားကနော်ကာမတုခန္ဓိကနုယောဂအကျင့်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်သူ့ကိုနော်အယုတ်တရားလို့ပြောရတယ်လေနာကာမတုခမနုယုံစေယဟိနံကာမပောထုဇနိကံအနရိယံအနတ္တတဟိတံနော်မြင်မှုကြားမှုနားရှုမှုစားသောက်မှုတွေ့ထိမှုဒါတွေနဲ့ပတ်သက်တဲ့ချမ်းသာကိုအထွတ်အမြတ်ထားပြီးတော့ကိုယ်ကလိုက်စားမယ်ရှားပွေမယ်ဆိုလို့ရှိရင်ကြိုးစားအထုတ်နေမယ်ဆိုလို့ရှိရင်တော့ဒီချမ်းသာမျိုးကိုဘာလို့ပြောတော့ဆိုတော့ဟိနံရုံညံ့နေတဲ့အထက်တန်းသားမဟုတ်ဘူးအောက်တန်းသားဖြစ်တယ်ဒါစောစောကဒီစကလုံးလေးကိုတော့စဉ်းစားရင်းနဲ့တော့သုံးတဲ့ပုံစဉ်းကြည့်လိုက်ပေါ့နော်အပေါ်ဆုံးသုံးမှာပါရှိတော့ဗြဟ္မာပြည်ရှိတယ်ပြီးရင်အောက်မှာနတ်ပြည်ရှိတယ်လူပြည်ရှိတယ်အပေဘုံရှိတယ်ဒီကာမကိစ္စရုံညံ့တယ်လို့ပြောတဲ့ဒီမှာအောက်တန်းစားလို့လည်းအဓိပ္ပာယ်ရတယ်ဟိနဆိုတာအောက်ကြတယ်မဇ္ဈိမဆိုတာလည်းပဏိတဆိုတာအထက်ပေါ့နော်အဲ့တော့ဗြဟ္မာတွေမှာဒီကာမကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ကမရှိဘူးလို့ပြောရစဟုတ်လားဒါကနည်းနည်းလေးစဉ်းစားမိတာကိုပြောတာအဲ့တော့ဒီဥစဉ်တို့မြင်မှုကြားမှုနားရှုမှုစားသောက်မှုတွေးထိမှုနဲ့ပတ်သက်တဲ့ချမ်းသာဆိုတာပြောရရင်တိရစ္ဆာန်တွေမှာလည်းပဲမရနိုင်ဘူးလားရနိုင်တယ်နော်ဟုတ်လားအဲ့ဒီကိစ္စကြောင့်မြင့်မြတ်တဲ့အတိရူးဉာဏ်တို့ကိုရသွားနိုင်တယ်လွတ်မြောက်သွားနိုင်တယ်ချမ်းသာအစစ်အမှန်ကိုရသွားနိုင်တယ်ဆိုတာအကြောင်းမဟုတ်ဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားအဲ့ဒါဟိနရုံညံ့နေတဲ့အောက်တန်းကြတယ်နောက်ပြီးတော့ဗာပြောတော့ဂါမအာမဆိုတာကိုအဓိပ္ပာယ်နှမျိုးဖွင့်တယ်နော်ရွာထဲမှာနေတဲ့လူတွေမြို့ထဲမှာနေတဲ့လူအများစုနော်မှီဝဲကြတဲ့ချမ်းသာအောင်တနည်းအားဖြင့်အဲ့ဒါကိုကြမ်းထမ်းတယ်လို့ဒီလိုလဲသုံးတယ်ကြမ်းတဲ့ချမ်းသာအောင်ကောင်းတဲ့ဟာဟိုနုညံ့သိမ်မွေးတာမဟုတ်ဘူးနော်ဟိနရုံညံ့တယ်ဂမ္မကြမ်းထမ်းတယ်တနည်းအားဖြင့်ရွာထဲမှာမြို့ထဲမှာနေတဲ့လူများစုနော်ခံစားတဲ့နော်လိုက်စားတဲ့နော်အယုတ်တရားပေါ့နောက်ထပ်ပါဆက်ပြောတော့ပောထုဇနိကံပောထုဇနိကဆိုတာဘာတော့လောဘဒေါသမောဟများတဲ့လူတွေလိုက်တဲ့လမ်းစဉ်ပေါ့နော်အလိုဆန္ဒတိတ်ကြီးတဲ့လူတွေမကျေနပ်မှုတိတ်များတဲ့လူတွေနော်အမှန်တရားကိုမသိမှုတိတ်များတဲ့လူတွေလိုက်စားတဲ့လမ်းစဉ်တဲ့ဒီလမ်းစဉ်ဆိုတာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကတာကိုဘာလို့ရမလို့ရှောင်ရမယ်ပေါ့ဆက်ပြီးတော့ပြောသေးတယ်နော်အနရိယံအနတ္တတဟိတံနော်စကလုံးတစ်လုံးချင်းစီမှာနော်ခြေပြက်တဲ့အဓိပ္ပာယ်ရှိတယ်ဒါကဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီကိစ္စကမလွတ်နိုင်သေးဘူးဟိုဟာဒီထဲမှာပဲကျက်စားနေတုံးရှိသေးတယ်အဲ့တော့ကိုကျက်စားနေတာကိုမြတ်စွာဘုရားဘလို့မြင်ပြီးတော့ဘလို့ပြောထားတယ်လေဒါဟာဘလို့လဲဆိုတာကိုနားလေအောင်လုပ်ရမှာဟုတ်လားအနရိယဆိုတာဘာတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြူရှင်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်မဟုတ်ဘူးတဲ့တကယ်မြင့်မြတ်သွားပြီဖြူရှင်သွားပြီဆိုရင်အဲ့ဒါကိုဟောမလုပ်တော့ဘူးမလိုက်စားတော့ဘူးပေါ့ဟုတ်လားဒါရောက်တာဘာပြောတော့အနရိယနောက်အနတ္တတဟိတဆိုတာဘာပြောတာတော့နော်အကျိုးစီးပွားနဲ့စစ်မှန်တဲ့အကျိုးစီးပွားနဲ့မရှင်ဘူးတဲ့နော်တကယ်အကျိုးစီးပွားအစစ်ဆိုတာနော်ဒုက္ခကသိချုပ်ငြိမ်းမှုဘဝဒုက္ခကလွတ်မြောက်မှုကိုစစ်မှန်တဲ့အကျိုးစီးပွားလို့ပြောတာကျန်တဲ့အကျိုးစီးပွားဆိုတာကကိုယ့်ကိုထင်နေကြတာပြီးတော့လည်းဘာမှမဟုတ်ပြီးသွားရောနော်ပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်နော်ဂုဏ်တွေရှိတယ်သူများသိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်ချင်တာဖြစ်ပါဖြစ်ချင်တဲ့လောက်ဖြစ်ပါစေဟုတ်လားပြီးတော့ဘာဖြစ်သွားရောပြီးသွားရောခဏပဲပြောရင်းမဲ့လူရှိတယ်ဗောနောက်တော့ပြောမဲ့လူတောင်မရှိတော့ဟုတ်လားဒီလိုနဲ့ပြီးသွားတာဟုတ်တယ်မဟုတ်လားဘာတကယ်စစ်မှန်တဲ့အကျိုးရှိပွားမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီကာမကိစ္စနဲ့ပတ်သက်ပြီးတော့ရှားဖွေရေးလမ်းစဉ်နော်ဒီဥစ္စာကိုဟိနဂမ္မပောထုဇနိကအနရိယအနတ္တတဟိတသူ့ရဲ့အပြစ်မကောင်းခွက်ကိုစကလုံး၅လုံးသုံးပြီးတော့ပြောတယ်ဒါလေးတွေပိဋကတို့ရဲ့နှုတ်ထဲမှာရှားပြီးသားစကလုံးလေးရနော်ဟိနောဂမ္မောပောထုဇနိကောအနရိယောအနတ္တတဟိတောနော်ဓမ္မစကြာထဲမှာပါတယ်ဟုတ်လားဒါကြောင့်အဲ့ဒီအယုတ်တရားကိုမလိုက်စားရဘူးတဲ့တခါအတ္တကိလမထနုယောဂကိုညှင်းဆဲတာဒါကအယူဆအမျိုးမျိုးရှိကြတာပေါ့နော်ဒီခန္ဓာကိုယ်ကြီးညှင်းဆဲလိုက်လို့ရှိရင်ခုနကတော့ကာမဘက်မှာနော်ညွတ်နေတဲ့စိတ်တွေနေသွားလိမ့်မယ်နော်အတိတ်ဘဝကပါလာတဲ့မကောင်းတဲ့နော်ဝိကျွေးတွေအဲ့ဒါတွေလည်းကုန်သွားလိမ့်မယ်အစရှိတဲ့ဖြင့်သူ့အမျိုးမျိုးကြံစပြီးတော့ခန္ဓာကိုယ်ကြီးကိုညှင်းဆဲကြတာရှိတယ်အဲ့ဒါလည်းပဲအယုတ်တရားပဲတဲ့အဲ့ဒါကိုကြတော့မြတ်စွာဘုရားအပြစ်ဘလို့ပြောတော့ဒုက္ခနရိယနတ္တတဟိတံသူကြတော့၃ချက်ပြောတယ်
ဟိနဂါမပောထောစင်တိကလို့တော့မပါဘူးရုပ်ညက်နေလို့တော့မပြောဘူးရွာတဲ့မြို့ထဲမှာအနေများတဲ့လူတွေရဲ့လမ်းစဉ်လို့လည်းမပြောဘူးပောထောစင်တိကကိလေသာထူပြောတဲ့ပုဂ္ဂိုလ်တွေလောက်ကြတာလို့လည်းမပြောဘူးဒါလည်းစိတ်ဝင်စားကြပဲဒါပေမဲ့သူ့တော့ဘယ်လိုပြောတော့ဒုက္ခနရိယနတ္တတဟိတာဒုက္ခဆင်းရဲတဲ့အနရိယတကယ်မြင့်မြတ်တဲ့ဖြူရှင်သွားတဲ့ပုဂ္ဂိုလ်တွေမလုပ်ဘူးတဲ့အနတ္တတဟိတံသူလည်းပဲအကျိုးစီးပွားနဲ့မရှင်ပါဘူးတဲ့စစ်မှန်တဲ့အကျိုးစီးပွားမရှိဘူးတဲ့ဟုတ်လားပြောတာအလွန်မှတိကျတယ်နော်ဒါကြောင့်တချို့ပညာရှင်တွေကဒီဓမ္မစကြာတရားတော်ကိုဒါဓမ္မစကြာတွေကစကလုံးတွေဒီမှာလည်းထပ်သုံးထားတာပေါ့တရားဥဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားတကယ့်ကိုစနစ်တကျဘယ်လိုမှစောတကတက်လို့မရအောင်အတိအကျစကလုံးသုံးလုံးပုံကစပြီးတော့အယံပညာပါတယ်ပေချာလေးလာလိုက်စားမယ်ဆိုလို့ရှိရင်ဒါကြောင့်ဒီဓမ္မစကြာကိုပိဋကသုံးပုံလုံးရဲ့အချုပ်လို့တချို့ပြောရတာလည်းရှိတယ်ဟုတ်လားအဲ့တော့အယုတ်တရားနှစ်ပါးကိုဒါနားလေတယ်နော်ကာမကိုလိုက်စားတဲ့အယုတ်တရားတစ်ပါးကိုယ်ကိုညှင်းစေတဲ့အယုတ်တရားတစ်ပါးအဲ့ဒီအယုတ်နှစ်ပါးကိုဘာလို့ရမှာတော့မလိုက်စားရဘူးတဲ့အယုတ်နှစ်ပါးမလိုက်စားလမ်းသွားမစ္စည်းမမဂ္ဂင်၈ပါးလို့ဆိုတဲ့မစ္စည်းမပြိပဒလမ်းစဉ်အလေအလတ်ဆိုတာကအဲ့ဒီနှစ်ခုရဲ့ကြားထဲမှာရှိတာကိုရည်ညွှန်းတာဟုတ်လားကိုတတိလေးထားပြီးတော့နေတယ်ညှင်းစေတာလည်းမဟုတ်ဘူးကာမကိုလိုက်စားတာလည်းမဟုတ်ဘူးအယံကြီးချုပ်ထားတာလည်းမဟုတ်ဘူးနှိပ်ကွက်ထားတာလည်းမဟုတ်ဘူးသွားကျင်တို့သွားဆိုပြီးတော့လွတ်ထားတာလည်းမဟုတ်ဘူးအမှန်သိပြီးတော့ပဲနေတာပဲဟုတ်တယ်မို့လားဒါပေမဲ့စိတ်တွေကလွန်တတ်တယ်နော်လွန်ကဲတတ်တယ်ပေါ့လွတ်ရင်လည်းအတင်းလွတ်ထားပြီးတော့ထိန်ရင်လည်းအတင်းညစ်ပစ်ပြီးတော့အဲ့ဒါချွေတွေဘာတွေထွက်ပြီးတော့အမှန်အဲ့လိုမသွားဘူးဟုတ်လားသွားသူညံကလေးနဲ့တတိကလေးနဲ့ဟုတ်လားဒါပြီးဇွဲလုံးလာပရိယာတော့မပါလို့မရဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီမစ္စည်းမပရိပဒါမဂ္ဂင်၈ပါးဆိုတာပေတတော်အလုံးကျွမ်းကျင်ပြတာအဲ့ဒီမဂ္ဂင်၈ပါးဆိုတဲ့လမ်းစဉ်ကိုမြတ်စွာဘုရားဘယ်လိုပြောတော့ဣတိခောဘိကွေဥဘောအန္တိအနုပကမ္မမစ္စည်းမပရိပဒါတထာဂတိနာအဘိဓမ္ဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယပညာယသမောဒာယနိဗ္ဗာနယသမောတန္တိနော်အယုတ်တရားနှစ်ပါးကိုမလိုက်စားဘဲနဲ့ဒီအလေအလတ်လမ်းစဉ်ဖြစ်တဲ့မဂ္ဂင်၈ပါးကျင့်သုံးမယ်ဆိုလို့ရှိရင်ဣတိခောဘိကွေဥဘောအန္တိအနုပကမ္မမစ္စည်းမပရိပဒါတထာဂတိနာအဘိဓမ္ဗုဒ္ဓမြတ်စွာဘုရားတကယ်ထွတ်ထွင်းပြီးတော့သိထားမြင်ထားပြီးတော့မှဟောတဲ့ဒီတရားကိုနော်အဘိဓမ္ဗုဒ္ဓနော်ထွတ်ထွင်းပြီးသိပြီးမြင်ပြီးမှဟောတဲ့ဒီတရားဘာလဲသက္ခုကရဏီမြင်တတ်တယ်တဲ့မှန်မှန်ကန်ကန်မြင်ခြင်းကိုဖြစ်စေတတ်တယ်မျက်စိကိုရစေတတ်တယ်ပဂရိမျက်စိမဟုတ်ဘူးနော်ဉာဏ်မျက်စိကိုပြောတာဟုတ်လားသက္ခုကရဏီညာနာကရဏီသိတတ်တယ်သိရလိမ့်မယ်မြင်ရလိမ့်မယ်သက္ခုကရဏီညာနာကရဏီပြီးတော့ဘာလဲတော့ဥပသမယအပိညာယဥပသမယနှလုံးစိတ်ဝမ်းငြင်းအေးပါလိမ့်မယ်အပိညာယထူးခဲ့တဲ့အသိဉာဏ်ကိုလည်းရပါလိမ့်မယ်တမ္မောဓာယသစ္စာလေးပါအမှန်တရားတွေကိုအဆုံးစွန်ထိုးထွင်းပြီးတော့လည်းသိပါလိမ့်မယ်မြင်ပါလိမ့်မယ်နိဗ္ဗာန်ယနောက်ဆုံးဒုက္ခငြိမ်းရာစစ်မှန်တဲ့ချမ်းသာလို့ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းမျက်မှောက်ပြုရပါလိမ့်မယ်တဲ့သူ့ရဲ့စွမ်းရည်တတ္တိပေါ့နော်မဂ္ဂင်၈ပါးရဲ့စွမ်းရည်တတ္တိနောက်အလွယ်ပြောရလို့ရှိရင်ဩခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားကိုသတိထားနေတဲ့လုပ်ငန်းစဉ်ရဲ့စွမ်းရည်တတ္တိသတိထားတိုင်းမဂ္ဂင်၈ပါးပါပြီးသားနော်ဟုတ်လားသတိထားနေတယ်ဆိုတဲ့စကားလုံးလေးကိုခပ်ပေါ်ပေါ်လေးမထင်နဲ့အဲ့ဒါကိုသာစွဲမြဲစွာလုပ်မယ်ဆိုရင်ခုပြောတဲ့အကျိုးကျေးဇူးတွေအကုန်ရမှာနော်သက္ခုကရဏီမြင်တတ်တဲ့မျက်စိကိုရမယ်ညာနာကရဏီသိတတ်တဲ့ဉာဏ်ကိုရမယ်ဥပသမယနှလုံးစိတ်ဝမ်းငြိမ်းအေးမှုရှိကိုရှိမယ်နော်အဘိညာယထူးသောဉာဏ်ဖြင့်သိမယ်တမ္မောဓာယထူးထွင်းပြီးတော့သိမယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုတောင်းဆုံးရသွားမယ်ဒါကြောင့်မလို့မြတ်စွာဘုရားကချမ်းချမ်းသာသာဘဝမှာနေနိုင်ခြင်းတယ်ဆိုလို့ရှိရင်နော်အရဏဝိပင်ကကိလေသာမျိုးကင်းပြီးတော့နေခြင်းတယ်ဆိုရင်နံပါတ်1အဲ့ဒါကိုကောင်းကောင်းနားလည်ပြီးတော့အယုံနှစ်ပါးကိုမလိုက်စားဘဲနဲ့နော်မစ္စည်းမပฏิပဒါမဂ္ဂင်၈ပါးလမ်းစဉ်ကိုကျင့်သုံးပြီးတော့နေပါလို့ဒီလိုဟောတာဟုတ်လားဒါကအခြေခံနော်ဆက်ပြီးတော့ပဲနေပြောရမယ်အပိုင်းတစ်ခုရှိတယ်အဲ့ဒါကဒုတိယအရဏဝိပင်ကတရားမမြောင်မစားမနှိမ်ညာတရားဟောဖို့ပြအဲ့ဒီကိစ္စကနားလေအောင်တော်တော်ကြိုးစားပြီးတော့ပိသက်တို့လည်းနားထောင်ရမယ်ဘုန်းဘုန်းတို့လည်းကြိုးစားပြီးတော့ပြောပါမယ်ဟုတ်လားမမြောင်မစားမနှိမ်ညာတရားဟောဖို့ပြမြောက်ပြီးတော့မပြောရဘူးနှိမ်ပြီးတော့မပြောရဘူးတဲ့ဥဒ္ဒါတနေစစင်ညာအပတာတနေစစင်ညာဥဒ္ဒါတနေစညတ္တဝအပဇာနေစညတ္တဝမြောက်တယ်ဆိုတာဘာလဲလို့သိရမယ်နှိမ်ပြောတယ်ဆိုတာဘလို့ဟာလဲဆိုတာသိရမယ်အဲ့လိုသိပြီးတော့နေဥဒ္ဒါတွေကနာအပတာတွေကမြောက်ပြီးတော့လည်းမပြောရဘူးနှိမ်ပြီးတော့လည်းမပြောရဘူးတဲ့အဲ့တော့မြောက်တယ်ဆိုတာဘာလဲနှိမ်ပြောတယ်ဆိုတာဘာလဲအဲ့ဒါကိုဒကာဓမ္မဦးဇင်းတို့နော်
မြတ်စွာဘုရားသာဟောပြမထားဘူးဆိုရင်မသိနိုင်ဒါကမှတို့ဦးဇင်းတို့သိတဲ့မြောက်ပင်ချင်းနှိမ့်ချခြင်းဆိုတာကအလွန်မှအပေါ်ယံဆန်တဲ့မြောက်ပင်ချင်းနှိမ့်ချခြင်းသဘောတွေလောက်ပဲသိဟုတ်လားဒီမှာမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုကြပါစို့ခုနတုန်းကကာမတုခန္ဓိကနုယောဂနော်ကာမဂုဏ်ကိုရှာမိတဲ့ကိစ္စကိုလုပ်ရင်ဆင်းရဲတယ်ပူလောင်တယ်ပင်ပန်းတယ်မကောင်းဘူးပေါ့နော်အဲ့ဒါကိုပြောတဲ့အခါမှာကာမကိစ္စကိုရှာမိနေကြတဲ့ပုံကိုယ်တွေဟာပူလောင်တယ်ပင်ပန်းတယ်ဆင်းရဲတယ်ဒါဟာမှားယွင်းတဲ့အကျင့်ကြီးပဲလို့ပြောလို့ရှိရင်အဲ့ဒါနှိမ့်ချရာရောက်တယ်ပါနေလို့လဲဆိုတော့ပုဂ္ဂိုလ်ဆိုတာပါနေလို့ဘသူဆိုတာကိုရည်ညွှန်းနေလို့ဟုတ်လားကာမတုခန္ဓိကနုယောဂအကျင့်ကိုကျင့်တဲ့လူတွေဟာဆင်းရဲလိမ့်မယ်ပင်ပန်းလိမ့်မယ်လို့ပြောလိုက်လို့ရှိရင်အဲ့ဒါဘာတော့နှိမ့်ချတဲ့သဘောရှိတယ်နော်ကာမတုခန္ဓိကနုယောဂကိုမကျင့်ကြတဲ့ပုဂ္ဂိုလ်တွေရှောင်ကျဉ်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာလိမ့်မယ်သက်သာလိမ့်မယ်ဟုတ်လားဒါဟာမှန်ကန်တဲ့အကျင့်လို့ပြောရင်အဲ့ဒါမြောက်ပင်ရရောက်တယ်ဘာလို့လို့ဆိုပုဂ္ဂလဒိဋ္ဌံဖြစ်နေလို့ဟုတ်လားဆိုလိုတာကလွယ်လွယ်လေးပြောမယ်နော်ဘယ်သူကတိတ်ကောင်းတာပဲဘယ်သူကတော့တိတ်ဆိုးတာပဲဘယ်သူကတိတ်ကောင်းတာပဲလို့ပြောရင်အဲ့ဒါမြောက်ပင်တာဘယ်သူကတော့တိတ်ဆိုးတာပဲလို့ပြောရင်အဲ့ဒါပါလေနှိမ့်ချတာအဲ့လိုဆိုရင်ဦးဇင်းရေဘယ်လိုပြောရမှာတော့ဟောဒီကာမတုခန္ဓိကနုယောဂအကျင့်ဆိုတာအဖန်မှန်ကြိုးစားအားထုတ်ပြီးတော့ကျင့်မယ်ဆိုရင်ဆင်းရဲလိမ့်မယ်ပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်ဒါဟာမှယွင်းတဲ့အကျင့်လို့ပြောတဲ့အဲ့ဒါဆိုရင်တရားကိုပဲပြောတာပုဂ္ဂိုလ်မပါအဲ့ဒါဓမ္မမေဝဘာတေယတရားကိုသာပြောဆိုရမယ်ရောက်ပင်ပြီးတော့မပြောရဘူးနှိမ့်ချပြီးတော့မပြောရဘူးဆိုတာကိုလိုက်နာပြီးသားဖြစ်သွားတယ်ဟုတ်လားဒီကာမတုခန္ဓိကနုယောဂအကျင့်ကိုရှောင်ကျဉ်ကြတဲ့ပုဂ္ဂိုလ်တွေဟာတော့ချမ်းသာမယ်လို့ပြောရင်ဒါကမြောက်ပင်ရရောက်သွားပြီနော်ဒီကာမတုခန္ဓိကနုယောဂကိုရှောင်ကျဉ်ခြင်းအကျင့်သည်အကျင့်ကိုပြောတာနော်လူကိုပြောတာမဟုတ်ကျင့်တဲ့လူကိုပြောတာမဟုတ်တော့ဒီအကျင့်ကိုချိန်ပန်များစွာကျင့်မယ်ဆိုရင်ဒါဟာချမ်းသာတဲ့တရားတတ်တာတဲ့တရားဒါဟာမှန်ကန်တဲ့လမ်းစဉ်လို့ပြောရင်ဒါတရားကိုသာပြောတာတဲ့ဒါမြောက်တာလည်းမဟုတ်ဘူးနှိမ့်ချတာလည်းမဟုတ်ဘူးဟုတ်လားတခါအတ္တကိလေမထနုယောဂကိုနှိမ့်ဆက်ပြီးတော့ကျင့်ကြတဲ့ပုံကိုယ်တွေလက်ကားပါကွာဒီလူတွေဒုက္ခရောက်တာရှိတာပဲဆင်းရဲတာပါပဲပင်ပန်းတာပါပဲလို့ပြောရင်အဲ့ဒါနှိမ့်ချတာကိုညှင်းဆဲတဲ့အကျင့်ကိုမကျင့်တဲ့လူတွေကမှတကယ်မှန်တာအဲ့ဒီလူတွေကမှန်ကန်တဲ့အကျင့်ချမ်းသာကြောင်းကျင့်ကိုကျင့်တာလို့ပြောရင်အဲ့ဒါပါလေမြောက်ပင်တာအော်ဆိုပုဂ္ဂိုလ်ပါနေတယ်ဟုတ်လားသူရည်ညွှန်းတာကအကျင့်ကိုရည်ညွှန်းတာမဟုတ်ဘူးပုဂ္ဂိုလ်ကိုရည်ညွှန်းနေတာနော်ဘလို့ကျင့်တဲ့လူကကောင်းတယ်ဘလို့ကျင့်တဲ့လူကမကောင်းဘူးလို့ပြောနေတော့အပြောခံရတဲ့လူကရောခံနိုင်မလားအခါနိုင်ဘူးတော့မကောင်းလို့ပြောရင်သူမကောင်းတာပဲမခံနိုင်တာကအခါနိုင်တာကောင်းတယ်လို့ပြောလိုက်ပြန်တော့လေသူ့စိတ်ထဲမှာတာမန်ပုထုဇဉ်တယောက်အနေနဲ့ဆိုရင်ဘာဖြစ်သွားလဲနော်ဘဝင်တွေ့သွားနေတာပေါ့ဟုတ်တယ်မဟုတ်လားသူ့ကိုကမြောက်ပင်ပြောကိုကတော့မြောက်လို့တဲ့စိတ်မရှိတော့လည်းပဲကိုပြောတဲ့စကားကြီးကသူ့အတွက်အကုသိုလ်ဖြစ်เสียအကြောင်းတစ်ခုဖြစ်သွားတယ်တော်လိုက်တာမင်းတော်လိုက်တာဆိုမပြောခံရတဲ့လူကဘာဖြစ်သွားသဘောကျသွားတာပေါ့ဟုတ်လားမင်းဘာမှမတော်ဘူးစိုးလိုက်တာလို့ပြောရင်လည်းပဲဘာဖြစ်သွားစိတ်ဆိုးတာပေါ့နော်အဲ့တော့ဒီအကျိုးတရားမှုရှိတယ်ဆိုတာညင်းလို့မရဘူးနော်ပုဂ္ဂိုလ်ကိုမူတည်ပြီးတော့ပြောလိုက်ရင်မှန်ကန်တဲ့စကားပင်ဖြစ်စေကကိုနှိမ့်ချရာရောက်သွားတယ်မြောက်ပင်ရာရောက်သွားတယ်အဲ့ပြောတဲ့လူကို၌ကလည်းပဲအဲ့ဒါမင်းကွန်းစလိုကြီးကအကြီးအလဲရှင်းပြတယ်ဆိုကြပါစို့တဲ့အရက်ထဲမှာမောင်ဖြူကတော်လိုက်တာမောင်ဖြူတော်လိုက်တာလို့ပြောရင်အဲ့ဒါမြောက်ပင်ရာရောက်သွားပြီတဲ့တော်လို့တော်တယ်ပြောတာနော်မတော်ဘဲနဲ့တော်တယ်ပြောတဲ့အမြောက်ကိုဒီနေရာမှာမဆိုလို့ဟုတ်လားတော်လို့တော်တယ်ပြောတာကိုပဲမြောက်ပင်ရာရောက်သွားပြီအဲ့ဒါဘာအစွန်းနေနိုင်လို့ဆိုတော့တော်လိုက်တာမောင်ဖြူလေးကတော်လိုက်တာအဲ့ဒါကြောင့်မောင်ဖြူလေးကိုငါသဘောကျတယ်အဲ့ဒီဆက်သွားတယ်တဲ့သဘောကျတယ်ဆိုတာဘာတော့လောဘပါဟုတ်လားမောင်မဲကတော့ရမ်းဆိုးတာပဲဆိုးလို့မို့ငါမောင်မဲကိုမနှစ်သက်ဘူးဆိုတော့ဒေါသလိုက်သွားတယ်တဲ့ဟောအဲ့တော့ဘယ်လိုပြောရမှာတော့မကောင်းတဲ့အလုပ်တွေဟာမကောင်းဘူးကောင်းတဲ့အလုပ်တွေဟာကောင်းတယ်ကုသိုလ်ဟာကောင်းတယ်အကုသိုလ်ဟာမကောင်းဘူးဓမ္မတဘာဝတက်တက်ကိုပဲပြောနိုင်ဖို့ကြိုးစားရမှာအဲ့ဒါကိုပြောတာနော်မမြောင်မစားမနှိမ်ညာတရားဟောဖို့ပြဆိုတာအဲ့ဒါမြတ်စွာဘုရားကနော်ဦးဇင်းတို့အနာတပိန်တတိရဲ့ညီသူဗုဒ္ဓိဆိုတာရှိတယ်အဲ့ဒီသူဗုဒ္ဓိကနောက်တော့ယဟန်ပြုတ်ပြီးတော့ဣတတက်ကိုနှစ်ထပ်ကွမ်းရတယ်ယဟန္တာဖြစ်ပြီးတော့အရှင်သူဗုဒ္ဓိကဘယ်လိုနေရာမှာသူကဣတတက်ရလဲဆိုတော့မေတ္တာဝိဟာရီမေတ္တာနဲ့နေတဲ့နေရာမှာဣတတက်ရတယ်ဆွမ်းခံသွားတယ်တရားဓမ္မတွေကဆွမ်းလောင်းတယ်တခုခုလှူတယ်ဆိုလို့ရှိရင်မေတ္တာဟာမေတ္တာဆံတစ်ခါတည်းဝင်စားပြီးသားအဲ့ဒီလူရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကိုတစ်ခါတည်းမွေးပြီးသားပေါ့နော်မေတ္တာဝိဟာရီနောက်ဣတတက်တစ်ခုကအခုပြောတဲ့
ရဏဝိပင်ကနဲ့အညီကျင့်သုံးတဲ့နေရာမှာဣတတဲ့ရတယ်အဲ့မြတ်စွာဘုရားကမှတခါတလေတဲ့ငါကမှဒေဝရဟာတတွေးမျိုးတဲ့လူကုစားလို့မရတဲ့လူလို့ပုဂ္ဂလဒိဋ္ဌံပြောသေးတယ်တဲ့အဲ့ဒီရှင်သူဟူဒီကအဲ့လိုတောင်ပြောဘူးတဲ့ဘုရားတောင်ချီးမွမ်းတယ်နော်ဟုတ်လားဒါကြောင့်ဒါလိုက်နာဖို့တော်တော်ကိုမခက်ခဲဘူးလားခက်ခဲတယ်ဟုတ်လားဒါပေမဲ့တတိတော်ထားဖို့လိုတာပေါ့နော်ဒီလိုမျိုးပုဂ္ဂလဒိဋ္ဌံပြောခြင်းဟာပြောတဲ့မိမိကိုယ်၌ကိုလည်းပဲအကုသိုလ်ဖြင့်လိမ့်ကြံစေနိုင်တယ်အညီအကျေးတင်နိုင်တယ်အပြောခံရတဲ့လူကလည်းမြောက်ခါတာမှန်ကန်တဲ့သဘောကိုပြောနေတာတော့အခုဟာမှန်ကန်တာကိုပြောလို့မြောက်တာပဲဖြစ်မှန်ကန်တာပြောရင်းနဲ့နှိမ့်နေဖြစ်မှာမဟုတ်ဘဲနဲ့ရှောက်ပြောနေတဲ့အပိုင်းတွေကိုမဆိုလို့အဲ့ဒါကတော့လုံးဝကိုသူကမှုတာဝါဒနဲ့ပယ်ပြီးသားဟုတ်ရဲ့လားအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးနော်ဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းကောင်းတာကိုကောင်းတယ်လို့ပြောရင်ကိုပဲမြောက်ရရောက်တယ်မဟုတ်တဲ့အတိုင်းမမှန်တဲ့ဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းမကောင်းတာကိုမကောင်းဘူးလို့ပြောတာလည်းဘာဖြစ်တော့နှိမ့်ချရရောက်တယ်အဲ့လိုပြောခြင်းအဖြစ်ပြောတဲ့လူကို၌လည်းပဲအကုသိုလ်ဖြစ်စေနိုင်တယ်လို့အပြောခံရတဲ့လူလည်းပဲအကုသိုလ်ဖြစ်စေအကြောင်းမရှိဘူးလားရှိတယ်နော်အဲ့ဒါတော့မြင်အောင်ကြည့်ဖို့လိုတယ်ဒါကြောင့်မြတ်စွာဘုရားကိလေသာမြုပ်ကင်းပြီးတော့နေခြင်းနဲ့ဆိုရင်ပုဂ္ဂလဒိဋ္ဌံမပြောရဘူးဓမ္မဒိဋ္ဌံပြောရမယ်ကိုလည်းစီစစ်ကြည့်ပတ်ဝန်းကျင်ကိုလည်းစီစစ်ကြည့်ဒီအရဏဝိပင်ကတရားမလိုက်နာနိုင်တဲ့လူတွေပဲများဘူးလားနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲရှုပ်ထွေးနေတာပဲလေဘယ်သူကကောင်းတယ်ဘယ်သူကမကောင်းဘယ်ဖွဲ့စည်းရကောင်းတယ်ဘယ်ဖွဲ့စည်းရမကောင်းဘာဖြစ်တယ်ညာဖြစ်တယ်သူကနာမည်တွေတက်ပြီးတော့ပြောနေတာတဘာဝဆိုင်အောင်ပြောနိုင်ကြတဲ့လူကအလုံးမမနေဘူးလားနဲနော်တကယ်လို့ဒါတဘာဝဆိုင်အောင်ပြောမယ်ဆိုရင်အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့ဘာပြဿနာမှဖြစ်เสียအကြောင်းမရှိဘူးနော်ဘယ်သူမှမရည်ညွှန်းနဲ့ဘလို့နေတာထိုင်တာပြောတာဆိုတာအဲ့ဒါယုံညံ့တယ်ဒုက္ခဖြစ်စေမဲ့အလုပ်ဒါပြောလို့ရတယ်ဘယ်သူမှမထိကြဘူးသူမှလည်းခံမြင်စရာမရှိဘူးဟုတ်တယ်မဟုတ်လားနော်ဘလို့နေတာထိုင်တာဘလို့ပြောတာဆိုတာအလွန်မြင့်မြတ်တယ်ကောင်းမွန်တယ်ချမ်းသာစေတယ်ဒါမြောက်ပင်ရမရောက်ဘူးအမှန်တိုင်းပြောတာတရားစကားကိုပြောတာတဘာဝတရားကိုပြောတာဟုတ်လားဒါကြောင့်ဒီအချက်ကလေးကိုဦးဇင်းတို့ပဲနေနေပြောရမယ်ဆိုတာဒါကိုပြောတာနော်အဲ့ဒါမြတ်စွာဘုရားကဒီပါဠိတော်ထဲမှာရှေးကဒီအတ္တကိလမထနဲ့ကာမတုခန္လိကနုယောဂအကျင့်နှစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒါနှိမ့်ချတယ်ဆိုတာပါမြောက်ပင်တယ်ဆိုတာပါဆိုအများကြီးဟောထားတယ်အဲ့ဒီဥစ္စာဖတ်ကြည့်ရင်လည်းမျက်စိတွေတောင်လဲတယ်ဟုတ်လားနော်ဒီအကျင့်ကိုကျင့်တဲ့လူဒီပုဂ္ဂိုလ်ဆိုတဲ့နာမည်လေးလူဆိုတာဒီကျင့်သူလို့ပါနေလို့ရှိရင်ကိုသူကနော်မြောက်ပင်ရရောက်သွားတယ်နှိမ့်ချရောက်သွားတယ်အကျင့်တက်ကိုပြောလို့ရှိရင်မြောက်ပင်ရလည်းမရောက်ဘူးနှိမ့်ချလည်းမရောက်ဘူးပါလေးနော်ဟုတ်လားအဲ့တော့ဒါကဓမ္မသဘာဝလေးတက်ကိုပြောရင်အကျိုးကဘယ်လိုရှိနိုင်တော့စဉ်းစားကြည့်ဒါမှမဟုတ်စဉ်းစားမိတာလေးကိုပြောတာပါတော့သူကြပါစို့မကောင်းတာတွေကဆိုးလိုက်တာလို့ပြောလို့ရှိရင်မကောင်းတာကိုကြောက်ရွံ့တဲ့သဘောထိတ်လန့်တဲ့သဘောတံဝေကရတဲ့သဘောဖြစ်နိုင်တယ်မကောင်းမှုကိုကျွန်းရှာဆက်ဆုပ်ပြီးတော့မကောင်းမှုနည်းတဲ့ဘက်ကိုရှောက်မသွားနိုင်ဘူးလားရှောက်သွားတယ်နော်သူများတက်တတ်တာမကောင်းဘူးနောက်တစ်ချိန်ကျရင်ဒုက္ခရောက်မှာသူများတက်တတ်တဲ့လူဟာမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်သူများအတက်တတ်တဲ့အမှုဟာမကောင်းဘူးလို့ပြောတာကက်လေးလွတ်ရှောင်သွားတာအဲ့တော့ဘာဖြစ်တုံးဆိုတော့သူများတက်တတ်တဲ့ကိစ္စကိုသူထိတ်လန့်နေကြောက်ရွံ့လူဆိုလို့ရှိရင်မုန်းတီးတာဆက်ဆုပ်တာပါလာမယ်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲလှူတယ်တန်းတယ်သီလစောင့်တည်တယ်တရားဘာဝနာလုပ်အားထုတ်တယ်နော်အဲ့ဒီအမှုဟာကောင်းတယ်အဲ့ဒါလုပ်တဲ့လူကိုကောင်းတယ်လို့ပြောတာမဟုတ်ဘူးတကယ်လည်းပဲအဲ့ဒါကတေချာခွဲခြမ်းကြည့်လိုက်လို့ရှိရင်အလွန်သဘာဝကျတယ်ဆိုကြပါစို့လူတယောက်ကိုကောင်းတယ်လို့ဘာလို့ပြောတာတော့ကောင်းတာလေးရှိနေလို့ကောင်းတဲ့အကျင့်လေးတွေရှိနေလို့ဒီလိုကောင်းတဲ့လူလို့ပြောတာအဲ့ဒီကောင်းတဲ့အကျင့်ကြီးဖယ်လိုက်ပြီကဲဘာကြံတော့ဘာမှမကြံတော့အဲ့ဒီမှာချီးမွမ်းစရာလည်းမရှိဘူးမျက်နှိုးစရာလည်းမရှိတော့ဘူးဟုတ်တယ်မဟုတ်လားဒါပေမဲ့ခက်တာကဒါမှမဟုတ်ဦးဇင်းတို့တွေကအကျင့်နဲ့လူကိုပူးပြီးတော့အကျင့်ကိုဗราဏမထားတော့ပဲနဲ့လူစီကိုရောက်သွားတဲ့အခါကျတော့အဲ့ဒီမှာလောဘဒေါသကအများကြီးပြန့်ပွားသွားတာတကယ်တမ်းကအကျင့်ကလေးရှိနေလို့ကောင်းခြင်းမကောင်းခြင်းဆိုတော့မကောင်းတဲ့အကျင့်ရှိနေရင်ဒါမကောင်းတဲ့လူဖြစ်သွားတာပေါ့နော်ကောင်းတဲ့အကျင့်ရှိနေရင်ကောင်းတဲ့လူအဲ့တော့လူဟန်ဗราဏလားအကျင့်ဟန်ဗราဏလားဒါပေမဲ့အဲ့ဒီဗราဏကိုမမြင်မဲနဲ့ဗราဏရဲ့မှီရလူကြီးကိုပဲသွားပြီးတော့ကောင်းတယ်လုပ်နေကြတာဆိုးတယ်လုပ်နေကြတာအဲဘယ်လောက်လွဲတော့အဲ့ဒီကိစ္စဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်တို့ဉာဏ်ပါပါနဲ့ပြောတဲ့ဆိုတဲ့ဖို့လိုတယ်ဆိုတာနော်ဒီဒေသနာကိုကြည့်မယ်ဆိုရင်မလွယ်ဘူးနော်ဒီဥစ္စာကဟုတ်လားအဲ့တော့မမြောက်မစမနှိမ်ညာတရားဟောဖို့ပြနော်တရားစကားလေးတက်ကိုပြောတတ်တဲ့အလေးအကျင့်လေးမြဲအောင်လုပ်ရမယ်ဟုတ်လားဒါပေမဲ့ခက်တာကလောဘဒေါသများနေဒါကသိလိုက်နိုင်ဖို့မလွယ်ဘူးနော်လောဘတွေတိတ်ကြီးနေတယ်ဆိုရင် तू ကအကျင့်ကိုမမြင်တော့ဘူးလူကိုပဲဥတည်ပြီးတော့ပြောတော့မှာအဖွဲ့အစည်းကိုပဲဥတည်ပြီးတော့ပြောတော့မှာဟုတ်တယ်မဟုတ်လားမုန်းနေပြီဟေးစိတ်တို့နေပြီဆိုမှတော့သူ့ရဲ့မကောင်းတဲ့အကျင့်ကြောင့်မုန်းတာကိုမမြင်တော့ဘူးအဲ့ဒီလူကြီးကိုမုန်းနေတာဆိုတော့အဲ့ဒီလူကိုပဲဥတည်ပြီးတော့ပြောတော့မှာအဲ့ဒီအုပ်စုကိုပဲဥတည်ပြီးတော့ပြောတော့မှာဟုတ်တယ်မဟုတ်လားအဲ့ဒီမှာဘာဖြစ်ရမလို့ရံဖြစ်ရမှာပေါ့အခြေမငြိမ်းမွေတွေဖြစ်တော့မှာပေါ့ဟုတ်တယ်မဟုတ်လား
ဒါဘာကြောင့်အဲ့လိုဖြစ်ရတော့မြောက်လိုက်လို့ဖြစ်ရတာနှိမ်လိုက်လို့ဖြစ်ရတာဒါကြောင့်မမြောက်နဲ့မနှိမ်နဲ့တရားစကားလေးတတ်တတ်ကိုပဲပြောနိုင်ပါစေတဲ့အလွန်လိုက်နာဖို့ခက်ခဲတဲ့သူတော်ကောင်းတရားပေါ့နော်ဒါပေမဲ့လိုက်နာနိုင်မယ်ဆိုရင်တော့အကျိုးမြတ်ကလည်းပဲမမောစရာရှိလောက်မကြီးမဟုတ်လားကြီးမားတယ်နော်ကိုယ့်အတွက်လည်းအလွန်ကောင်းတယ်ဖက်သားအတွက်လည်းပဲအလွန်ကောင်းတယ်ဘယ်သူမှပြောတာမဟုတ်တက်တရားလမ်းကြောင်းလေးတိုင်းသူသွားတာဘလောက်တန့်ရှင်းလို့ဘလောက်စင်ကြယ်တော့ဒါကြောင့်အရဏဝိပင်ကကိလေသာမျိုးမကတ်နိုင်ဘူးလို့ပြောတာဟုတ်လားဒါကြောင့်ဘဝလက်ကျန်လေးမှာအဲ့လိုလေးပြောဆိုပြီးတော့ငါနေသွားမယ်လို့များစိတ်ကူးနိုင်မယ်တော့ကောင်းမယ်နော်ဟုတ်လားအဲ့တော့သူ့ရဲ့ရှေ့ကအရဏဝိပင်ကတရားအရေးကြီးတယ်လို့ဒီဒုတိယအရဏဝိပင်ကတရားလည်းအရေးမကြီးဘူးလားအရေးကြီးရနော်အယုံနှစ်ပါးမလိုက်စားလမ်းသွားမစ္စည်းမဟုတ်လားပြီးတော့ပါတော့မျက်မှောက်မမြောင်မစားမနှိမ်ညာတရားဟောပေါ်ပြနှစ်ခုပြီးသွားဟုတ်လားနောက်ဦးဇင်းတို့သုံးခုမြောက်ကလည်းနည်းနည်းပြောကြရှိတယ်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇတ္တစောတော့ကနည်းနည်းလေးတောင်ပြောခဲ့တယ်နော်ဒုက္ခကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့သိထားရမယ်မြင်ထားရမယ်လောကကြီးမှာဒုက္ခဘယ်နှမျိုးရှိတော့အကျဉ်းများဖြင့်ဣဇတ္တဒုက္ခဗေဒဒုက္ခအတွင်းချမ်းသာအပြင်ချမ်းသာနော်အတွင်းချမ်းသာဆိုတာကတရားချမ်းသာကိုရည်ညွှန်းတာအပြင်ချမ်းသာဆိုတာကဒီကာမဂုဏ်အာယုံ၅ပါးယူပေါင်းတတ္တံခန္ဓာဝရတ္တံဖုဒ္ဓဘာယုံကိုအကြောင်းပြုပြီးဖြစ်တဲ့ချမ်းသာကိုရည်ညွှန်းတာဟုတ်လားတနည်းအားဖြင့်ဗေဒဒုက္ခဆိုတာကအပြင်ဘက်ကအရာတွေနဲ့ပတ်သက်ပြီးတော့မှဖြစ်ပေါ်လာတဲ့ချမ်းသာကိုယ့်အကိုတကိုယ်ဒီပြည့်ပြည့်စုံစုံဖန်တီးလို့မရဟုတ်လားဣဇဒဒုက္ခဆိုတာဘယ်သူမှမရှိလည်းပဲသူ့အတူတိတ်တိတ်လေးအချိန်မရွေးနေရမရွေးအေးစီစီသူနေလို့ရတယ်နော်ကိကထများပုံချင်းနဲပုံချင်းလည်းမတူဟုတ်လားဒါကစိတ်ထဲပေါ်လာတာလေးတွေကိုဦးဇင်းတို့ပြောပြတာနော်အဲ့တော့တရားချမ်းသာနဲ့ကာမအာယုံကြောင့်ဖြစ်တဲ့ချမ်းသာဒီချမ်းသာနှစ်ခုရဲ့တန်ဖိုးနော်နားလည်ရမယ်ပေါ့ဒီနေရာမှာဦးဇင်းတို့နားလည်မှုဆိုတာကနော်အကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့နားလည်နိုင်ရင်ပို့ပြီးတော့ပြည့်စုံနော်ကာမဒုက္ခအကြောင်းတရားကဘာလဲဆက်ပြီးတော့ဖြစ်ပေါ်လာမယ့်အကျိုးရလဒ်ကဘာလဲဝေဖန်တဲ့နေရာမှာအကြောင်းအကျိုးကိုလက်ကင်ထားပြီးတော့ဝေဖန်ရမယ်နော်ဒီမှာပရိစ္ဆေသမုပ္ပါဆက်ဝိုင်းကြီးကဘာလဲအကြောင်းအကျိုးပြောတာနော်ဟုတ်တယ်မဟုတ်လားအဲ့ဒီကိုထည့်ပြီးတော့ပြောမယ်ဆိုရင်ပြောလို့ရတယ်နော်ဟုတ်လားအဲ့ဒါလိုပဲဣဇဒဒုက္ခအတွင်းချမ်းသာနဲ့နေတဲ့တရားချမ်းသာရဲ့အကြောင်းတရားကဘာလဲဆက်လက်ပြီးတော့ဖြစ်ပေါ်လာမယ့်အကျိုးတရားကဘာလဲစဉ်းစားကြည့်ဘယ်အရာကဘလောက်မြင့်မြတ်ပြီးတော့ဘယ်အရာကဘလောက်ယုံညံ့နေလဲဆိုတာကိုမသိနိုင်ဘူးလားသိတယ်နော်ဘယ်ဟာဘယ်ကိုဥတည်နေလဲဘယ်ဟာဘယ်ကိုဥတည်နေလဲနော်ဆိုကြပါစို့ပြောရလို့ရှိရင်ဖြက်လန်းကနေတူတူပြောရရင်နော်ကာမဒုက္ခဆိုတာအပေပုံကိုဥတည်တာပဲနော်ဣဇဒဒုက္ခဆိုတာဘယ်ဥတည်တာနိဗ္ဗာန်ကိုဥတည်တာမတူဘူးနော်အဲ့ဒါကိုမြတ်စွာဘုရားကနော်စကားလုံးလေးတွေအများကြီးသုံးပြီးတော့ပြောတယ်နော်ကာမဒုက္ခဒီဣဇဒဗေဒဒုက္ခဆိုတာဘာကိုပြောတာလဲဆိုရင်တဲ့အာယုံ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ချမ်းသာအဲ့ဒီချမ်းသာကိုမြတ်စွာဘုရားဒီမှာသုံးပြတယ်မိန်လဒုက္ခပုထုဇဏဒုက္ခအနရိယဒုက္ခနော်မစင်အညစ်ကြီးနဲ့တူတဲ့ချမ်းသာလို့ဆိုတယ်တဲ့မြင့်မြတ်တဲ့လူတွေမခံစားတဲ့ချမ်းသာလို့ဆိုတယ်တဲ့ဟုတ်လားအနရိယဒုက္ခမြင့်မြတ်တဲ့လူတွေမခံစားပုထုဇဏဒုက္ခကိလေသာထူပြောတဲ့လူတွေခံစားတဲ့ချမ်းသာလို့ခေါ်တယ်တဲ့အဲ့ဒါကိုဆက်ပြီးတော့မြတ်စွာဘုရားဘာပြောတော့နာအာတိဝိတ္တဗံနာဘာဝေတ္တဗံနာဘဟုလိကာတ္တဗံဒါဟာမမီဝဲထိုက်တဲ့ချမ်းသာမပွားများထိုက်တဲ့ချမ်းသာကျိန်ဖန်များစွာမဖြစ်စေတဲ့ချမ်းသာတဲ့ဆက်ပြီးတော့ပြောတာပိုတောင်လန့်စရာကောင်းတယ်ဘာယိတ္တဗံဣတ္တတဒုက္ခတံဒီချမ်းသာဟာကြောက်ထိုက်တဲ့ချမ်းသာဖြစ်တယ်တဲ့နော်ဒီစကလုံးလေးတွေကိုစွဲနေကြတယ်ဟုတ်လားဗေဒဒုက္ခလို့ဆိုတဲ့နော်ပြင်ဘက်အာယုံ၅ပါးကြောင့်ဖြစ်တဲ့ချမ်းသာဟာမမီဝဲအပ်တဲ့နော်ခဏခဏမဖြစ်စေတဲ့ခဏခဏဖြစ်အောင်လုပ်မယူတဲ့ချမ်းသာနောက်ဆုံးပါပြောတော့ကြောက်ထိတ်တဲ့ချမ်းသာတဲ့ဘာယိတ္တဗံဣတ္တတဒုက္ခတံနော်ဒီချမ်းသာဟာအလွန်ကြောက်ထိတ်တဲ့ချမ်းသာဘာလို့တော့နောက်ဆက်တဲ့အကျိုးရလဒ်တွေကအယံပူလောင်ရှုပ်ထွေးမှုတွေကိုဥတည်နေတယ်ငရဲသွားတာလည်းသူ့ကြောင့်ပဲတူတူပြောရရင်အိဋ္ဌံဖြစ်ရတယ်ဆိုတာလည်းသူ့ကြောင့်ပဲကဲအဲ့ဒါကနောက်ဘဝမှာရောက်မှာပေါ့တာတာထားလိုက်အောင်ဒီဘဝမှာရှုပ်ထွေးနေရတာပူလောင်နေရတာပင်ပန်းနေရတာအားလုံးဟာအဲ့ဒါသူ့ကိုအကြောင်းခံခဲ့လို့အဲ့လိုဖြစ်ရတာအခုသူ့ကိုအကြောင်းခံနေသေးပဲဆိုရင်ရအောင်မယ်အဲ့ဒီအကျိုးဆက်ကပူလောင်မှုရှုပ်ထွေးမှုကလွယ်လို့ဘာမှမဖြစ်နိုင်ဘူးဒါလက်ခံတယ်နော်အလုံးလက်ခံတယ်နော်ဒါကြောင့်မြတ်စွာဘုရားဗာပြောတော့ဘာယိတ္တမဣတ္တတဒုက္ခတာဒါကြောက်ထိုက်တဲ့ချမ်းသာဟုတ်လားဒီတရားကိုအာယုံပြုပြီးတော့ဖြစ်တဲ့ချမ်းသာနော်တိလို့မြင်လို့ဖြစ်တဲ့ချမ်းသာအဲ့ဒီချမ်းသာကိုမြတ်စွာဘုရားဘယ်လိုပြောတော့နိခမဒုက္ခတဲ့နော်ထွတ်မြောက်မှုချမ်းသာနော်အညစ်အကြေးပူလောင်မှုရှုပ်ထွေးမှုကနေလွတ်မြောက်သွားတဲ့ချမ်းသာနော်ပဝိဝေကဒုက္ခမဟုတ်တာတွေမရှိတဲ့စိတ်သုံးနေတဲ့
ကင်းစိတ်တဲ့လို့စာတော့အဲ့လိုပြောတယ်ကင်းနေတယ်စိတ်နေတယ်ဗမာစကားတွေကတချို့ကခက်လူတွေကြတော့ဒါဟိုနားမလဲမှာဆိုလို့ဟုတ်လားစိတ်သုံးနေတယ်မကောင်းတာတွေစိတ်သုံးနေတယ်ညှဉ်းနှွမ်းတာတွေစိတ်သုံးနေတဲ့ချမ်းသာနော်ပြီးတော့ပြောတော့ဥပတ္တမဒုက္ခတဲ့နော်နှလုံးစိတ်ဝမ်းငြိမ်းအေးမှုကိုဖြစ်စေတဲ့ချမ်းသာတန်ဘောဓိဒုက္ခတဲ့ဒီစကလုံးလေးကတော်တော်ကြိုက်စရာကောင်းတိလို့ဖြစ်ရတဲ့ချမ်းသာတိလို့ဖြစ်ရတဲ့ချမ်းသာနော်အမှန်တိလို့ဖြစ်ရတဲ့ချမ်းသာတိမှုချမ်းသာပေါ့နော်အဲ့ဒီချမ်းသာကိုကျတော့မြတ်စွာဘုရားအာတိဝိတ္တဗံမိဝဲထိုက်တယ်တဲ့နော်မိဝဲတယ်ဆိုတဲ့စကလုံးလေးကနော်တချို့နေရာတွေမှာသုံးတယ်တချို့နေရာတွေမှာမသုံးသူအပိုးပြီးတော့လေးနက်မှုရှိတယ်ဟုတ်လားဩပြီးတော့ပြောတော့ဘာဝေတ္တဗံပွားများထိုက်တယ်များလာအောင်လုပ်တဲ့တယ်ဘုဟုလီကာတ္တဗံထက်ခါဒါကိုဖြစ်နေအောင်ကြိုးစားတဲ့တယ်နဘာယိတဗံဣတတဒုက္ခတဒါဟာကြောက်เสียမဟုတ်တဲ့ချမ်းသာမကြောက်နဲ့တဲ့ဒီချမ်းသာကိုအဲ့ဒီချမ်းသာကတကယ်ချမ်းသာပြီးရင်ချမ်းသာရင်းဒီကိုရောက်သွားမယ်ချမ်းသာအောင်အဲ့လိုဟောတယ်အဲ့ဒါဒုက္ခဝိနိစ္စယညတ္တဝါဒုက္ခဝိနိစ္စယဇင်ညာနော်ချမ်းသာကိုပိုင်းဖြတ်နိုင်တဲ့ဆုံးဖြတ်နိုင်တဲ့ဉာဏ်ရှိပြီးတော့ဘယ်ချမ်းသာကဘယ်လိုငါဘဝမှာဘယ်ချမ်းသာကိုပဲငါဥတည်ပြီးတော့လုပ်မယ်ဘယ်ချမ်းသာကိုတတ်နိုင်တယ်များငါဖေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးတော့တချို့မှရှိပြီးသားဖြစ်မယ်နော်အဲ့ဒါကိုသိပြီးတော့မလုပ်ရမှာတော့ဣဇဒဒုက္ခနော်မနုယုံစီရအတွင်းချမ်းသာကိုပွားများနိုင်အောင်ကြိုးစားရမယ်နော်တရားချမ်းသာကိုပွားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါကိုမင်းကွန်းဆိုတော်ကြီးကတော့နော်ကရုဏာကြီးတဲ့အတွက်ကြောင့်ပညာလည်းကြီးတဲ့အတွက်ကြောင့်အများကြီးမြင်တယ်အများကြီးပြောထားတယ်နော်ဒီကာမဒုက္ခဗေဒဒုက္ခကြောက်ထိုက်တဲ့ချမ်းသာရဲ့အကြောင်းကိုသူကဘာနဲ့ကပ်ပြောလို့ဆိုတော့သူကထမင်းတစ်ပွဲစားတာနဲ့ပြောတယ်နော်ဒီချမ်းသာလေးဘာမှမကြဘူးတဲ့မိနစ်ပိုင်းလေးဒီရှားပေါ်မှာဖြတ်သွားတဲ့ချမ်းသာလေးပေါ့ဒါပေမဲ့ဒီချမ်းသာလေးရအောင်ဘလောက်လုပ်ရတော့ပေါ့ဘလောက်အာယုံဆိုင်ပြီးတော့ဘလောက်ကြိုးစားတော့ဘလောက်ဝိရိယဆိုင်အောင်တချို့ဆိုနော်အဖြာအနာခံပြီးတော့ယောဂဖြစ်ခံပြီးတော့ရှားတာတချို့ဆိုရင်နော်အသေးခံပြီးတော့ရှားတာတောင်ရှိတယ်ဟုတ်လားတကယ်ရှားလာတော့လည်းပဲဘာမှမခဏနေတော့ပြီးသွားရောအပြစ်မြင်အောင်ပြောတာပေါ့နော်နေ့စဉ်တွေ့ကြုံနေရတဲ့အခြေအနေတစ်ခုဟုတ်လားအဲကြောင့်မလို့တရားဓမ္မတို့ဦးဇင်းတို့နားလည်ရမှာကနှိုင်းရှင်ချက်နော်ဗေဒဒုက္ခနဲ့ဣဇဒဒုက္ခရဲ့ကွာခြားချက်ဒါကိုသိလေလေဩဣဇဒဒုက္ခတန်ဖိုးကြီးတယ်ဒါကိုငါရအောင်ရှာမယ်ဆိုတဲ့စိတ်ဟာပို့ပြီးတော့ထက်တန်လေလေပဲနော်တတန်တရားလုံးရှာခဲ့တာကဗေဒဒုက္ခတွေပဲရှာခဲ့ရတာရှာရင်းနဲ့ပဲတကယ်အစစ်အမှန်နဲ့ဝေးခဲ့ရတာလွဲခဲ့ရတာပေါ့နော်ဒါကြောင့်မလို့ပိဋကပေါင်းသူတော်ကောင်းတို့ဣဇဒဒုက္ခရဲ့တန်ဖိုးကိုနားလည်ပြီးတော့တတ်နိုင်တဲ့မြတ်ပွားများကြဖို့ကြိုးစားကြဖို့အထောက်ကြဖို့မလိုဘူးလားလို့တယ်နော်အဲ့ဒါလို့ဒုက္ခရဲ့သဘောချမ်းသာရဲ့သဘောတွေကိုနားလည်ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့အတွင်းချမ်းသာကိုရအောင်ပွားများပြီးတော့နေခြင်းဟာလည်းပဲကိလေသာမျိုးကင်းခြင်းရဲ့လမ်းကြောင်းကိုရှောင်လန်းတာဟုတ်ရဲ့လားဒါကြောင့်သူကအချိန်ကတ်သက်ပေးထားတာလည်းမရှိဘူးနေရာကတ်သက်ပေးထားတာလည်းမရှိဘူးဟုတ်တယ်မဟုတ်လားဘယ်အချိန်ဖြစ်ဖြစ်ကိုကသာလှုပ်တက်လို့လှုပ်ချင်သိရှိမယ်ဆိုရင်ဣဇဒဒုက္ခကိုရအောင်ရှာလို့မရဘူးလားရတယ်နော်စကားပြောရင်းနဲ့လည်းရတယ်ဘာလို့နေရင်းနဲ့ပဲဖြစ်ဖြစ်ရတယ်ဖြစ်နေတဲ့တရားတွေရဲ့ပုံမှာသာတတိထားပြီးတော့နေမယ်ဆိုလို့ရှိရင်သူ့အနေနဲ့သူဒါကအစဉ်ပြေးပြီးတော့စိတ်ပိုင်းဆိုင်ရာအစဉ်ပြေးပြီးတော့ချမ်းသာမနေဘူးလားချမ်းသာနေတယ်အဲ့ဒါကိုကိုယ်တိုင်လက်တွေ့နားလည်နိုင်အောင်တဖြည်းဖြည်းနဲ့နားလည်မှုကျပြန့်လာအောင်ပြောတာပါလေထိုက်တဲ့လောက်တော့နားလည်ကြပြီးသားပါဟုတ်လားဒီလိုလေးတတိလေးထားပြီးတော့နေရတာငြင်းအေးတယ်မြတ်စွာဘုရားပြောတာမှန်လိုက်တာနိခမဒုက္ခပဝိဝေကဒုက္ခဟုတ်လားဥပဒမဒုက္ခတမ္မောဓိဒုက္ခမှန်လိုက်တာငြင်းအေးတဲ့ချမ်းသာနော်သိလို့ဖြစ်ရတဲ့ချမ်းသာတကယ်သိတဲ့သိတတ်တာကိုသိတော့နှလုံးစိတ်ဝငြိမ်းမှုဟာတကယ်ရတာပေါ့နော်ဒါဒီချမ်းသာဟာပွားများတိုက်တဲ့မိဝဲတိုက်တဲ့ခဏခဏဖြစ်စေတဲ့တနည်းအားဖြင့်မကြောက်ထိုက်တဲ့ချမ်းသာလို့ကိုယ်စိတ်ထဲမှာပို့ပြီးတော့မြတ်စွာဘုရားရဲ့စကားတော်တွေကိုလက်ခံနိုင်တဲ့အနေအထားပေါ့နော်လက်ကတော့ခံပြီးသားပေါ့လေသို့တော်လည်းပဲဘလောက်လက်ခံလဲဆိုတာကြတော့လည်းပဲမေးခွန်းထုတ်เสียရတော့မရှိဘူးလားရှိရနော်ဘလောက်လက်ခံတာတော့တကယ်ကိုဥလိုက်သေးလိုက်လက်ခံတာလားဟုတ်လားအပေါ်ရမယ်လက်ခံတာလားရှိသေးတယ်နော်ဒါကြောင့်ကိုယ်စိတ်ထဲကဒီဟာရဲ့အကြောင်းကိုကောင်းကောင်းနားလည်ပြီးတော့ချမ်းသာဒုက္ခနဲ့ပြည့်စုံအောင်လုံနိုင်လေလေဒေသနာကိုလက်ခံနိုင်တဲ့အတိုင်းအတာလည်းမြင်မလာလေလေပေါ့နော်ဒါကြောင့်အပြင်းပြင်းအလှန်လှန်လေးပေါ့နော်ဒေသနာကိုအမိပြုပြီးတော့လမ်းကြောင်းကိုလည်းတက်ရမယ်လမ်းကြောင်းတက်အောင်ကြိုးစားရင်းနဲ့လည်းပဲဒေသနာနဲ့ပြန်ညှိပြီးတော့အားဖြစ်အောင်ကြိုးစားရမယ်ဘောပေါက်လားမသိဘူးဟုတ်တယ်နော်အဲ့ဒါဘယ်နှခုရှိသွားပြီတော့သုံးခုရှိသွားပြီနော်အယုံနှစ်ပါးမလိုက်စားလန်းသွားမစီမမမြောင်မစားမနှိမ်ညာတရားဟောဖို့ပြဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများဣဇဒနော်ဣဇဒဒုက္ခကိုပွားများနောက်၄ခုမြောက်ကဘာတဲ့တော့မျက်မှောက်မျက်ကွယ်ဤနှစ်သွယ်စုပွဲတိတတ်လား
ဒါကတော့အများကြီးပြောကြမရှိပါဘူးသို့တော်မြတ်စွာဘုရားဒါကိုလည်းနည်းနည်းတော့ပြောထားသေးတယ်နော်စကားပြောတဲ့အတတ်ပညာနော်စကားပြောတတ်တဲ့အတတ်ပညာနော်အမှုပညာပစ္စည်းတစ်ခုကိုဖန်တီးရသလိုမျိုးလို့တောင်ထင်တယ်စကားပြောတတ်ဖို့သိမလွယ်ဘူးမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုပါးထဲမှာတုကတဆိုတဲ့ဂုဏ်ပါတယ်နော်အဲ့ဒါဘာကိုဆိုလိုတာလို့နားလည်ပြီးသားမဟုတ်လားနော်စကားကောင်းပြောတဲ့နေရာမှာမြတ်စွာဘုရားအသာဆုံးပဲမြတ်စွာဘုရားလောက်စကားပြောကျွမ်းကျင်တာမရှိဘူးတုကတကောင်းသောစကားကိုဆိုတော်မူသောမြတ်စွာဘုရားတတ္တဝါတို့ကအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာပြောဆိုတော်မူသောမြတ်စွာဘုရားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကမျက်မှောက်မျက်ကွယ်ဤနှစ်သွဲစုပွဲတိတ္တလဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောတော့နော်ဆိုကြပါစို့တဲ့ပြောခွင့်စိုက်လာပြီဆိုတဲ့အခါမှာဒီစကားကမှန်လည်းမမှန်ဘူးနော်အကျိုးလည်းမရှိဘူးဟုတ်လားမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးတာယာနာပြောဖို့လည်းမကောင်းနော်အဲ့ဒီစကားကိုလုံးဝမပြောနဲ့တဲ့ဆက်ပြီးတော့လှုပ်လိုက်အောင်တဲ့နော်ဆက်ပြီးတော့စဉ်းစားလိုက်အောင်နော်မှန်တော့မှန်တယ်ဒါပေမဲ့အကျိုးရှိတယ်ဆိုတဲ့အချက်ကပါမလားအဲ့ဒီစကားမျိုးကိုလည်းမပြောပါနဲ့တဲ့နော်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အကျိုးရှိတာနဲ့မှန်တာနဲ့ပူးမိသွားပြီအဲ့ဒါကိုတောင်မြတ်စွာဘုရားအခါခတ်သိမ်းပြောတာကိုမချီးမွမ်းဘူးကြည့်လိုက်အောင်တဲ့အချိန်အခါကိုကြည့်လိုက်အောင်ပြောလိုက်လို့ဟုတ်တယ်မှန်တော့မှန်နေတယ်အကျိုးရှိကြောင်းလည်းဟုတ်တော့ဟုတ်တယ်ဒါပေမဲ့တစ်ဖက်လူကလက်ခံနိုင်တဲ့အခြေအနေဟုတ်ရဲ့လားပြောတဲ့အချိန်ဟုတ်ရဲ့လားကာလဒေတာပုဂ္ဂလဒါတွေကိုကြည့်ပြီးတော့နော်အဲ့ဒါကိုတောင်မှအတိုင်းရှိပမာဏကိုသိပြီးတော့ဉာဏ်နဲ့ချင့်ချိန်ပြီးတော့မဘာလို့အောင်တော့ပြောရမယ်နှိုင်းချိန်တတ်ဖို့လိုတယ်နော်ဒါကြောင့်စကားပြောတိုင်းဦးဇင်းတို့ကနော်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေခေါင်းထဲမှာချနေရတယ်ဆိုတာကိုနားလည်ဖို့လိုတယ်အဲ့ဒါမပါဘဲနဲ့ထင်သလိုပြောမယ်ဆိုလို့ရှိရင်တော့ရည်သွေးတာတပြောပြုတ်ကြတယ်ဟုတ်တယ်မဟုတ်လားဒါမှမဟုတ်ဒီစကားပြောတဲ့ကိစ္စလက်တစ်ဖက်သားရဲ့ပုံမှာအကျိုးတရားမှုအလွန်ကြီးကျယ်တယ်လို့ပြောရဲဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်အသွေးကိုလည်းပဲနော်ကိုကတကယ်လို့စဉ်းစားဆင်ခြင်မှုစွမ်းအားမြင့်မယ်ဆိုရင်အရည်အသွေးမြင့်သွားတဲ့အနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဘယ်လိုလေးပြောမယ်စကားအသုံးနှုန်းတာလေးကဆိုဘယ်လိုလေသံကဘယ်လိုတခါလေအဲ့ဒီလေသံကလည်းတော်တော်အရေးပါတယ်လို့ထင်နော်ဒါသည်ဒီလေသံရဲ့နောက်ွယ်မှာစိတ်တက်ကရှိနေတာ哦နော်စိတ်တက်ကြီးကမာနေဆိုလေသံကြီးကပြော့အောင်လုပ်လေသူကတရုတ်ကမပါအဲ့ကျတော့ခံစားရတဲ့လူကဘယ်လိုဖြစ်နေမအီမလဲကြီးပေါ့နော်ဟုတ်လားနော်ဒါတွေလည်းခံစားတတ်တယ်နော်လူတွေကဟုတ်လားနော်အတွင်းထဲကစိတ်ကွာစားလဲမေတ္တာစိတ်အကျိုးလိုလားတဲ့စိတ်ဒါတွေကရှိနေရင်တော့နောက်ပြင်မဲ့တခါလေးအကြောင်းအားလျော်ဆိုတာခက်ကြမ်းကြမ်းလေးထွက်သွားတာကိစ္စမရှိဘူးအဲ့တော့သူစိတ်ကိုပဲအများကြီးအခြေခံပြီးတော့မနေဘူးလားအခြေခံနေတယ်နော်ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်အောင်တို့မျက်မှောက်မျက်ကွယ်ဤနှစ်သွဲစုပွဲတိတ္တလဆိုတာလေးကလည်းပဲနော်စကားပြောခြင်းဖြင့်မကင်းနိုင်ကြတယ်မကင်းနိုင်တာမှတော်တော်များများကိုမကင်းဘူးနော်ဒါကြောင့်စကားကိုတတိထားပြီးတော့ပြောမယ်လို့များကြင့်မယ်ဆိုရင်စကားအလုံးကိုနဲတဲ့လူတယောက်ဖြစ်သွားမှာမပြောမဖြစ်တာကတော်တော်နဲပါတယ်မပြောရင်ဖြစ်တာတွေပဲများတယ်ဒါပေမဲ့ဒီမပြောရရင်မနေနိုင်တော့အတွင်းထဲကနေပြီးတော့ရွာဖို့ထိုးသလိုဖြစ်နေတဲ့ကိစ္စဒါဒီစိတ်ကမရအောင်နော်တကယ်တမ်းကအဲ့ဒီစိတ်ကိုမနိုင်လို့နော်အဲ့ဒီစိတ်ကမပါဇက်ကနေထွက်ပေါက်တစ်ခုအနေနဲ့ထွက်လာတာတွေးနေတယ်လေသူမပြောခင်တည်းကစအများကြီးတွေးပြီးသားဘယ်သူအကြောင်းအကုန်လုံးစုံအောင်ပြောပြီးသားဟုတ်လားပြောရတဲ့အတွေးထဲမှာအကုန်လုံးပြောရန်တရားလည်းဖြစ်ပြီးသားလှုပ်ပြီးသားဟုတ်လားပြီးတော့မှတွေးဆိုတော့မှအဲ့ဒါကလက်တွေအကောင်ထဲပေါ်လာမှာဟုတ်လားအဲ့တော့အတွင်းထဲကတကယ်ငြိမ်နေတယ်နော်တကယ်အေးချမ်းတယ်ဆိုလို့ရှိရင်ပူလောင်တဲ့စကားတိတ်ပြီးတော့ထွက်လာစရာအကြောင်းမရှိဘူးထွက်ဖို့ကိုသူကအကြောင်းမရှိဘူးထွက်လို့ကိုမရအောင်ဟုတ်လားဒါကြောင့်ဒီစကားကိုလည်းပဲခပ်ပေါ်ပေါ်လို့တော့သဘောမထားနဲ့နော်စကားရဲ့နောက်ွယ်မှာဘာတွေရှိတယ်ဆိုတာလည်းပဲရိပ်မိဖို့မလိုဘူးလားဘာတွေရှိတော့စိတ်ရှိတယ်ဟုတ်လားစိတ်နော်စိတ်အားလျော်စွာပြောနေကြတာဟုတ်ရဲ့လားဒါကြောင့်စိတ်ကငြိမ်းချမ်းရင်ငြိမ်းချမ်းတဲ့စကားထွက်တယ်စိတ်ကအတိအမြင်များရင်အတိအမြင်များတဲ့စကားထွက်တယ်စိတ်ကအပေါ်စားတွေပဲဖြစ်တယ်ဆိုရင်စကားတွေလည်းအကုန်အပေါ်စားတွေကြီးထွက်လာတယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့နော်၄ခုမြောက်အရဏဝိပင်္ဂတရားကိလေသာမျိုးကင်းပြီးတော့နေတတ်ဖို့မလိုဘူးလားလိုတယ်နောက်၅ခုမြောက်ကဘာလဲတော့မလျင်မစောစကားပြောချောမောမွေ့တိမ်စွာဟောစကားပြောတာမမြတ်ဘူးတဲ့အဖြည်းဖြည်းအေးစီတတိနဲ့ပြောရမယ်မြန်ပြောလို့ရှိရင်ဘာဖြစ်နိုင်တော့ကိုယ်လည်းပင်ပန်းတယ်စိတ်လည်းပင်ပန်းနေတယ်အတန်လည်းပြက်တယ်လေချောင်းလည်းနာတယ်ကိုယ်စကားကမတန့်ရှင်းဘူးတဲ့ပြီးတော့သူများလည်းနားမလဲဘူးဘာမှမကောင်းဘူးနော်ဟုတ်လားဒါမြတ်စွာဘုရားပြောတာဘုံဘမေ့မှာဆိုလို့အချက်လက်လေးတွေရေးလာဟုတ်လားကိုယ်လည်းပင်ပန်းတယ်စိတ်လည်းပင်ပန်းတယ်ပြီးတော့အတန်လည်းပြက်တယ်မူရင်းကအတန်ကောင်းနေအောင်တော့မှမြန်ပြောလိုက်လို့ရှိရင်အတန်ကနားထောင်မကောင်းဘူးနော်
အတန်ပြက်တယ်ပြီးတော့လေချောင်းနာတယ်တဲ့မြန်မြန်ပြောလို့ရှိရင်အဲ့ဒါတင်လားဆိုတော့မကောက်ကိုယ့်ရဲ့စကားမတန်ရှင်းဘူးမတက်ရဘူးမပြီးပြင်းဘူးပေါ့နော်ဟုတ်လားအဲ့တော့နားထောင်ရတဲ့လူကလည်းပဲနားမလဲဘူးပေါ့တချို့ကလည်းဘာလို့ပြောတော့မှမသိဘူးဖြစ်သွားတယ်ဟုတ်လားဒါလည်းပဲခက်တော့ခက်ကြီးဟုတ်လားဒီဥစ္စာလည်းပဲဟိုပြောနေကြကာလဒေတာပေါ်လဲသူကလည်းမူတော့မူတည်သေးတယ်ဒါပေမဲ့နည်းနည်းတော့လေ့ကျင့်မယ်ဆိုရင်တော့တိုးတော့တိုးတက်နိုင်တာပေါ့နော်အဲ့ဒီကိစ္စကမြတ်စွာဘုရားသင်ပေးတာနော်ဟုတ်လားဒါဒီစကားပြောရင်းနဲ့လူတွေဟာဘလောက်အချိန်ကုန်တယ်လို့မြတ်စွာဘုရားမြင်ထားလို့မြတ်ဒီလိုမျိုးပြောနေတယ်လို့အဲ့ဒါကိုစဉ်းစားကြည့်တယ်ဒီစကားပြောတဲ့ကိစ္စကိုအများကြီးပြောထားတာတွေ့တာဟုတ်လားပြီးတော့ဗာပြောတော့နောက်ဆုံးအရဏကအယက်စကားမလွန်ညာ6ပါးအရဏနော်ဇနပရနိရုဒ္ဓိနာဘိနိဝေတေယသာမညာနာတိတာဝေယနော်ကိုယ်နေရာကိုယ်ဒေသမှာပြောတဲ့စကားကိုအရင်ကြီးဆွဲမထားနဲ့ဒါမှဒါလို့အမှန်လုံးမထားနဲ့တဲ့လူငယ်လေးတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တခါလေခစ်ပေါ်စကားတွေဘန်းစကားတွေပေါ့နော်တိတ်ပြီးတော့လည်းဘယ်သူမှမသုံးတာဘောတခါလေသူကစိတ်ကညှောက်ကြွကြွဖြစ်နေတဲ့အခါကျတော့ပြောတာပေါ့ဟုတ်တယ်မဟုတ်လားတချို့စကားတွေတိတ်ပြီးတော့ဘယ်သူမှသုံးတာမဟုတ်ဘူးဟုတ်လားရှိရနော်တချို့စကားလေးတွေပေါ်လာတယ်ပြီးတော့ကြောက်သွားရောစကားကလူရဲ့အဆင့်အတန်းကိုတချို့စကားတွေကပြနေဒါကြောင့်မို့လို့စကားကိုသတိထားပြီးတော့ပြောဟုတ်လားတချို့အသုံးနှုန်းတွေကနော်တကယ်အဆင့်အတန်းရှိတဲ့လူတွေမပြောဟုတ်လားအဲ့ဒါကိုကငါဒါကိုသိတယ်သူများရှိပေါ်လွင်ကျင်တာနဲ့ပြောချလိုက်တယ်အဲ့ဒါပါတော့ကိုသိခါကိုချတာဟုတ်တယ်မဟုတ်လားဒါကြောင့်သိပြီးတော့ဘောင်မဝင်နဲ့ဖြစ်လွယ်ပြက်လွယ်စကားတွေကိုမပြောနဲ့သူခန့်ခန့်စကားလုံးတွေဆိုတော့သူရှိပြီးသားဟုတ်တယ်မဟုတ်လားအေးအဲ့ဒါကဒီဟာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့နားလည်စီအောင်ကိုဒေတာမှာပြောတဲ့စကားမှာအမှန်လို့မလုံးနဲ့တဲ့ရောက်လေရမှာသူစကားသူဟောတာသူရှိတယ်အဓိကစကားဆိုတာဒီဟာဒါကိုပြောတာလို့ဆိုလိုရင်းအတိတ်ပဲကိုသိဖို့အတွက်စကားဆိုတာသုံးရတာစကားမပြောလို့လည်းမရဘူးဟုတ်လားအဲ့တော့ဒီဟာဘာကိုဆိုလိုတယ်ဆိုတာကိုသိသွားတယ်ဆိုရင်ပြီးတာပဲဘာမှငင်းခုန်နေတဲ့အကြောင်းမရှိဘူးအဲ့ဒါမြတ်စွာဘုရားအဲ့ဒီထဲမှာစိတ်ရှိလက်ရှိရှင်းပြတယ်ဒီချက်နဲ့ပတ်သက်ပြီးတော့နော်ဒီရေခွက်ကိုပဲတချို့နေရာကဘလို့ခေါ်တယ်တချို့ရက်ဒေတာဘလို့ခေါ်တယ်တချို့ရက်ဒေတာဘလို့ခေါ်တယ်ဟုတ်လားအဲ့ဒါကိုကိုယ့်ရက်ဒေတာခေါ်တာနဲ့မကိုက်ညီတိုင်းညင်းမယ်ဆိုရင်တော့ညင်းလို့မပြီးတော့ဘူးနော်အဲ့ဒါကိုမင်းကုန်းစတော်ကြီးကသူငငယ်တုန်းကဟိုမြန်အောင်ဘက်ကိုရောက်တော့နော်ကြက်ဟင်း၅သီးရဲ့တီးနော်ကြက်ဟင်း၅သီးလို့ပြောတော့သူ့ကိုဝိုင်းပြီးတော့လှောင်ကြတယ်ဘာလဲဒါကဆိုဂျင်းကားသီးလို့ပြောတယ်ဟုတ်လားနော်ကိုယ့်ဒေတာနဲ့ကိုခေါ်တာမတူတာကိုစတော်ကြီးကပြောတာဟုတ်လားဘုရင်တို့ဒီနွားမောင်းတော့ကင်တဲ့ကြိမ်ကိုပဲအမျိုးမျိုးခေါ်တာရှိတယ်တချို့ဒေတာအဲ့ဒါကိုနခံလို့ခေါ်တာရှိဟုတ်လားကြိမ်လို့ခေါ်တာရှိတယ်ဘုံတို့ရွာသေးကြတော့အဲ့ဒါကိုတပြားတဲ့ဟုတ်လားတပြားလို့ခေါ်တယ်တော့ငါတပြားနဲ့ရိုက်လိုက်ပြီဟာတပြားဘာမှမသိဘူးတချို့နေရတယ်နော်အဲ့ဒါပြောနေတာကဘာတော့နော်စကားကအဓိကဘာကိုပြောတာလဲဘာကိုဆိုလိုတာလဲလို့သိဖို့အတွက်သုံးတာဖြစ်တယ်လို့အခြေခံကိုနားလည်ဖို့လိုတယ်ဒါကြောင့်ဘာမဟုတ်တဲ့အပေါ်ယံအကြောင်းအရာလေးကိုအခြေခံပြီးတော့မငင်းနဲ့ပေါ့အဲ့တော့ညင်းရင်တယ်ဆိုတာတဲ့ကနောက်ွယ်ကွာစားခုနစိတ်ကိုသွားပြီးတော့ကောက်ရမယ်သူဘာလို့ညင်းနေတာတော့ဆရာကြီးလှုပ်ချင်တာဟုတ်လားဆရာကြီးလှုပ်ချင်တာတိကြောင်းတက်ကြောင်းပြချင်တာဟုတ်လားဒါမှမဟုတ်အဲ့ဒီပြောတဲ့လူကိုပဲမုန်းလို့ရှိရင်နည်းနည်းအကြကောက်ချင်တာပေါ့နော်သူ့ကိုအထင်သေးသွားအောင်သူပြောတာကြီးမှားတယ်ဆိုတာကိုထောက်ပြချင်တာကိုမြင့်တင်ချင်တာကြောင့်ညင်းတတ်တယ်ဒါမှမဟုတ်သူ့ကိုရှုံချခြင်းလို့လည်းညင်းတတ်တယ်ကောင်းတဲ့စိတ်ကိုမပါဘူးညင်းနေတဲ့ချိန်မှာဟုတ်လားစဉ်းစားနော်ဒါကြောင့်မြတ်စွာဘုရားဘာဟောတော့ဝိဝါဒံဘယတော်ဒိဋ္ဌဝအဝိဝါဒံစခိမတော်ဝိဝါဒညင်းခုန်ခြင်းကိုဘယတော်ဒိဋ္ဌဝဘေးလို့မြင်ရမယ်ညင်းရင်တော့ဘေးဖြစ်မယ်ဘာလို့ဘေးဖြစ်မှာသူမဟုတ်တဲ့စိတ်ကိုရှိနေလို့ညင်းရတာနော်တကယ်လို့နားလဲစီခြင်းတယ်ဆိုတဲ့စေနာတကယ်ထက်တန်ပြီးတော့သူ့ကိုတကယ်ကိုစိတ်ကောင်းစေနာအောင်နဲ့ပြောတယ်ဆိုရင်တစ်ဖက်လူကသိတယ်နော်လူတွေကအယမ်းသိတယ်တခါလေဥစဉ်စဉ်းစားတယ်အဲ့အယမ်းသိလုံးလို့ကိုခက်နေတယ်ထင်တယ်ဟုတ်လားသိတယ်နော်ဟုတ်လားကိုကစိတ်စေနာတကယ်ကောင်းတယ်ဆိုလို့ရှိရင်ခံစားလို့ရတယ်တစ်ဖက်လူကကိုစကားကြီးဘာပဲဖြစ်နေတယ်ဟုတ်လားအဲ့တော့များသောဖြင့်ညင်းပြီဆိုလို့ရှိရင်စိတ်ကမကောင်းတဲ့အတွက်ကြောင့်အဲ့ဒီစိတ်ကြီးကိုဟိုလူကလည်းခံစားလို့ရတယ်အဲ့တော့သူ့ကိုထင်သေးတယ်ဆိုသူကဘယ်ခံမတော့ဟုတ်လားအဲ့တော့ငါထင်သေးတယ်မို့မင်းသာထင်သေးတယ်ဆိုကိုပြောက်ွက်သူကပြန်နှိုက်မှာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒီမှာတယောက်ကာကွယ်ရင်းနဲ့တယောက်ထိုးနဲ့ကြရင်းနဲ့ဟုတ်လားညင်းတယ်ဆိုတာဘာလို့ကိုကာကွယ်မယ်တစ်ဖက်သားကိုထိုးနဲ့မယ်ကိုကတော့တန်ကြကအင်ကြီးအပြီးဝတ်ထားဟုတ်လားကိုတော့လုံကြောင်လုပ်ပြီးသားသူများတော့ဘာလုပ်မတော့ထိုးနဲ့မယ်ဟိုဘက်ကလူကလည်းဘလို့လို့တော့ကိုလိုလူပဲဘာမှအကျိုးမရှိပဲနဲ့အချီးနီးအလုပ်ကိုလုပ်ကြတာပြီးတော့ဘယ်ရောက်တော့ဆိုဘယ်မှမရောက်ဟုတ်လားတေချာစဉ်းစားတော့ညင်းနေပြီဆိုလို့ရှိရင်ဘယ်သူမှဘယ်သူစကားကိုနားမထောင်ဘူးသူကပြောနေတာ
နားထောင်တာမဟုတ်ပြောနေတာနော်တော်တော်သဘောကျတယ်ကောင်းတယ်နော်လူတွေရဲ့သဘာဝပေါ့ဟုတ်လားဒီကိစ္စတွေနဲ့အချိန်ကုန်တာအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားတွေဟာကျေပြတ်တဲ့အနတ္တိပဲရှိတယ်နော်အလွန်လဲသဘာဝကျတယ်ဘဝထဲမှာတကယ်လက်တွေ့ချပြီးတော့နားလည်တတ်ဖို့ပဲလိုတယ်ဟုတ်လားအစကနေဦးနားလည်အောင်လုပ်ရမယ်ပြီးရင်ဘာလုပ်မလို့လိုက်နိုင်အောင်ကြိုးစားရမယ်အဲ့တော့ဒီ6ခုမြောက်အရဏဝိပင်ကတရားသူလည်းပဲမကောင်းဘူးလားဟုတ်တယ်နော်ဒီ6ပါးနဲ့သာဒကာဓမ္မတို့အရင်တို့တတ်နိုင်တယ်များအညီကျင့်သုံးနိုင်ပဲဆိုလို့ရှိရင်ဘဝမှာနော်စိတ်ထဲမှာကိလေသာမျိုးအငြိအကျေးတင်စရာအကြောင်းကိုမရှိဘူးအဲ့ဒီကိလေသာမျိုးတင်စရာအကြောင်းမရှိတဲ့အတွက်ကြောင့်ကိုပဲဒါကိုအရဏဝိပင်ကတရားလို့ခေါ်တယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားဒီသုတ်တံကိုအရှိကြီးအသေးစိတ်ပြောတာနော်တခုချင်းကိုအဲ့ဒါဦးစင်းကဒါကတော့လက်တွေ့ဒီအချိန်လေးတွင်မှာငါနားလည်အောင်ဘလို့ချပြမလဲဆိုတဲ့အတွင်းမျိုးရှိလို့ဒါကိုယ့်အကိုပြောတတ်တယ်လို့ပြောနေတာတကယ်တမ်းဟောစဉ်မှာကစနစ်တကျဟောတာသူကနော်ဘယ်တရားကိုမလိုက်နာလို့ရှိရင်ဒါဟာနော်အရဏဝိပင်ကနော်လိုက်နာဒီတိုင်းဒါကိုမလိုက်နာရင်တရဏဝိပင်ကလိုက်နာရင်အရဏဝိပင်ကမလိုက်နာရင်တရဏဝိပင်ကကိလေသာမြူနဲ့တကွဖြစ်တယ်ဆိုကြပါစို့ကာမတုခန္ဓိကနုယောဂအကျင့်ကိုကျင့်တယ်ဆိုရင်ဒါအရဏဝိပင်ကမဟုတ်ဒါတရဏဝိပင်ကတရဏကိလေသာမြူထားကြောင်းတရားစောင့်ကျင့်မယ်ဆိုရင်အရဏကိလေသာမြူကင်းကြောင်းတရားနော်မြောက်မယ်နှိမ်မယ်ဆိုလို့ရှိရင်ဒါတရဏမမြောက်ဘူးမနှိမ်ဘူးဓမ္မတက်တက်ပြောမယ်ဆိုရင်အရဏအဲ့လိုပါစိတ်ရှိလက်ရှိအကုန်လုံးခွဲပြအဲ့ဒါတွေတော့ဘုန်းဘုန်းတို့မပြောတော့ပါဘူးဟုတ်လားအောက်ဆိုနားလည်ပြီးသားပဲလေနော်ဒါကြောင့်ပြည့်တဲ့ပေါင်းတော်ကောင်းတို့အချိန်လဲစေ့သွားပြီအဲ့ဒါကကြီးဦးရင်းမြင့်ကဘုန်းဘုန်းကိုဒီနေ့တရား3ချိန်ဟောရလို့အာနာနေအဲကြောင့်မလို့တရားတူတူဟောလို့ရပါတယ်ခင်ဗျာလို့သူကလျှောက်တယ်ဒါပေမဲ့ပြောရရှိတာတော့ကိုဟောင်ပြောရတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ပြောမယ်လို့စိတ်ကူးထားတာလေးတွေလည်းပြီးသွားပြီနော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ညဘဝလက်ကျန်အချိန်လေးမှာတော့ငါတို့ဘယ်လိုစိတ်ကလေးကိုဖြူဖြူစင်နဲ့တန်တန်ရှင်းရှင်းနေထိုင်နိုင်သွားမလဲဆိုတဲ့နိလန်းနေပေါ့နော်အရဏဆိုတာစိတ်ကိုဖြူရှင်းအောင်တန်ရှင်းအောင်နေနိုင်ကြောင်းတရားတွေနော်အဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့ပြောခဲ့ကြပြီနာယူခဲ့ကြပြီနော်လေ့လာလိုက်စားခဲ့ကြပြီအဲ့ဒီကုသိုလ်ကောင်းမှုတွေတရားဘာဝနာကိုကြိုးစားအထောက်ထားတဲ့ကုသိုလ်ကောင်းမှုတွေအလုံးနှစ်ရက်တိုင်တိုင်ကြိုးစားအထောက်ထားတဲ့ကုသိုလ်ကောင်းမှုနောက်ခဏနေရင်လည်းပဲဆရာတော်ဘုရားကြွလာပြီးတော့နော်ဒီစကံပွဲနော်ဏီကုန်းချုပ်နော်အခမ်းအနားလေးလုပ်အောင်ပါဟုတ်လားအဲ့တော့ခုလောလောဆယ်တော့အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ဒီအရဏဝိပင်ကတရားဒေသနာမှာလာရှိတဲ့နော်နီလန်းများနဲ့အညီစွမ်းအားရှိသမျှကျင့်သုံးပြီးတော့နော်နှလုံးစိတ်ဝမ်းငြိမ်းအေးကြတယ်နှလုံးစိတ်ဝမ်းနော်တန်ရှင်းစင်ကြယ်ကြတယ်နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်အထောက်ရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း